Welcome to the Voice of America in Burmese. ။မင်္ဂလာမနက်ခင်းပါရှင်။ ဝါရှင်တန်မြို့တော် VOA အမေရိကန်အသံကနေ2019ခုနှစ်မေလ9ရက်တောက်ကြနေနက်ခင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်6နာရီကနေ9နာရီထိလိုင်းဒိုမီတာ32 40 49တို့ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ရှင်။ကျွန်မအင်ဂျင်နိုင်ပါမင်္ဂလာပါရှင်ကျွန်မကခင်မျိုးသက်ပါဒီမနက်ခင်းသတင်းတွေကိုမဆွမြတ်မွန်နဲ့အတူကြီးညာပေးမှာပါအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာအာဆီယံ10နိုင်ငံကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ဝါရှင်တန် DC မှာတွေ့ဆုံခဲ့ပါတယ်အမေရိကန်အာဆီယံအနှစ်30ပြည့်ဆွေးနွေးပွဲကနေမြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂဆုံးဖြတ်ချက်ကိုလိုက်နာဖို့လိုကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်သမ္မတအိုဘားမားရဲ့ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကိုအစားထိုးမဲ့ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာကပ်ပြီးတော့အနိုင်ရရှိသွားပါပြီဒီလိုထူးခြားတဲ့သတင်းလေးတွေကြားမှာပါမှအင်ဂျင်နိုင်ကောင်းပါပြီရှင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ဗြိတိန်နိုင်ငံကိုရောက်ရှိသွားပါပြီမနေ့ကြာသပတေးနေ့ကအီတလီဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးတော့နှစ်နိုင်ငံဆက်ဆံရေးပိုမိုအားကောင်းလာစေရေးအတွက်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့သတင်းစီစဉ်အပြီးမှာအပြည့်အစုံတင်ဆက်ပေးဖို့ရှိပါတယ်ဒါ့အပြင်မနေ့ကဝါရှင်တန် DC မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အထူးဆွေးနွေးပွဲမှာဘာတွေအဓိကဆွေးနွေးခဲ့ပါသလဲ Well, during the lunch meeting today, it was clear that all of the participants share a common concern about the threat that North Korea poses, both to the region and to the rest of the world. American အရှေ့တောင်အာရှဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောသွားတာပါ။ဒါကိုလည်းနောက်ပိုင်းမှာအပြည့်အစုံကြားဖို့ရှိပါတယ်ရှင်။နောက်ပိုင်းမှာတော့အပတ်စဉ်ကဏ္ဍတွေကိုထုတ်လွှင့်ပေးမှာပါ။အခုတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုဒေါက်ခင်မျိုးသက်နဲ့မဆုမြတ်မွန်တို့ကပြောပြပါအောင်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအခွန်ကင်းလွတ်ခွင့်ရနေတဲ့ခရစ်ယာန်ဘုရားကျောင်းတွေကိုနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခွင့်မပြုတဲ့သူ့အစိုးရအဖွဲ့ရဲ့တင်းကျပ်တဲ့စည်းမျဉ်းကိုဖြေလျှော့ပေးလိုက်ပါတယ်။ဘာသာရေးအဖွဲ့အစည်းတွေနိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့အတွက်အစိုးရရဲ့တားမြစ်ချက်ကိုလိုက်နာမှုရှိမရှိခြေရာခံဖို့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးအမေရိကန်အခွန်ဌာန IRS ကိုသူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ပိုင်ခွင့်ပေးတဲ့သမ္မတအမိန့်တရပ်ကိုကြာသပတေးနေ့ကသမ္မတထရမ့်ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အခုလက်မှတ်ရေးထိုးလိုက်တဲ့အမိန့်ကြောင့်ကိုယ်ဝန်မဆောင်ရအောင်တားဆီးတာနဲ့ဘာသာရေးယုံကြည်ချက်ကိုဆန့်ကျင်စေတဲ့ဆေးကုသမျိုးတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လိုအပ်တဲ့သမ္မတဟောင်း Barack Obama လက်ထက်ကကျန်းမာရေးဆိုင်ရာပြုပြင်မှုလိုအပ်ချက်တွေကိုမလိုက်နာဘဲမနေရတားမြစ်မှုကနေကင်းလွတ်ခွင့်ရသွားတာဖြစ်ပါတယ်။ National Day of Prayer အဖြစ်နဲ့ကျင်းပတဲ့နိုင်ငံတော်ဆုတောင်းပွဲနေ့မှာသမ္မတအိမ်ဖြူမှာလက်မှတ်ရေးထိုးခဲ့တဲ့သမ္မတထရမ့်ရဲ့ဘာသာရေးဆိုင်ရာလွတ်လပ်မှုရစေတဲ့အမိန့်အတွက်ခရစ်ယာန်ရှေးရိုးစွဲ conservative ဝါဒီတွေကချီးကျူးကြပါတယ်။မနှစ်နိုဝင်ဘာလသမ္မတရွေးကောက်ပွဲမှာသူသာသမ္မတဖြစ်လာရင်ဧဝံဂေလိခရစ်ယာန်တွေစိုးရိမ်နေရတဲ့ဒီဘာသာရေးဆိုင်ရာမူဝါဒကိုကိုင်တွယ်မှာဖြစ်ကြောင်းမဲဆွယ်ခဲ့တာမို့သူတို့ရဲ့မဲကိုပြိုင်ဘက်ဒီမိုကရက်တစ်ပါတီကသမ္မတလောင်း Hillary Clinton ထက်5ကြိုးတချိုးအသာရပြီးအနိုင်ရခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကသူတို့ရဲ့ဘာသာရေးဆိုင်ရာယုံကြည်ချက်အတိုင်းလုပ်ဆောင်နေကြတာမို့ဒီယုံကြည်ချက်ကိုအကာအကွယ်ပေးနိုင်အောင်အခုလိုလက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်ရတာဖြစ်ကြောင်းသမ္မတထရမ့်ကပြောပါတယ်။အရင်သမ္မတBarack Obama လက်ထက်တုန်းကပြဋ္ဌာန်းခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုဥပဒေနေရာမှာအစားထိုးပြဋ္ဌာန်းမဲ့ဥပဒေကြမ်းကိုအမေရိကန်အောက်လွှတ်တော်မှာကပ်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ဒုတိယအကြိမ်ကြိုးစားပြီးခက်ခက်ခဲခဲအတည်ပြုနိုင်ခဲ့တဲ့အပေါ်သမ္မတ Donald Trump နဲ့အောက်လွှတ်တော် Republican အမတ်တွေကတော့ Republican ပါတီရဲ့အနိုင်ရမှုအဖြစ်ပြောကြားနေကြပါတယ်။ဒါဟာ Trump အစိုးရအတွက်ဥပဒေပြင်ဆင်နိုင်ရေးပထမအဆင့်အနိုင်ရမှုဖြစ်ပါတယ်။ Obamacare လို့သိကြတဲ့အဖိုးအခသက်သာတဲ့ကျန်းမာရေးစောင့်ရှောက်မှုဥပဒေပယ်ဖျက်ရေးအတွက်ပထမတစ်ခေါက်ကလွှတ်တော်မှာမဲခွဲဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အနည်းငယ်ပြန်လည်ပြင်ဆင်ထားတဲ့ American Health Care ဥပဒေကြမ်းနဲ့ပတ်သက်လို့လွှတ်တော်ကြားနာပွဲတခုမှမလုပ်ခဲ့သလိုကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဆိုတာကိုပါတီ 2 ရပ်ပါဝင်တဲ့လွှတ်တော်ဘတ်ဂျက်ရုံးရဲ့သုံးသပ်ချက်မလုပ်ခဲ့ဘဲအောက်လွှတ်တော်မှာကြာသပတေးနေ့ကမဲခွဲခဲ့တာပါ။ဥပဒေသစ်အပေါ်ထောက်ခံသူ217မဲကန့်ကွက်သူ213မဲနဲ့အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အောက်လွှတ်တော် Democrat အမတ်အားလုံးကကန့်ကွက်ခဲ့ကြတဲ့အပြင် Republican အမတ်20ကလည်းကန့်ကွက်ခဲ့ပေမဲ့4မဲနဲ့ကပ်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။အခုတစ်ခေါက်မဲခွဲမှုမှာအနိုင်ရဖို့အတွက်သမ္မတ Trump နဲ့ဒုသမ္မတ Mike Pence တို့ကလွှတ်တော်အမတ်တွေနဲ့ဆွေးနွေးညှိနှိုင်းမှုတွေကိုတိုးမြှင့်လုပ်ခဲ့ကြတာပါ။ဒီဥပဒေကြမ်းကိုအထက်လွှတ်တော်မှာဆက်ပြီးမဲခွဲရအောင်မှာဖြစ်ပါတယ်။အထက်လွှတ်တော်ကျရင်လည်းမဲအကျိတ်အနယ်ဖြစ်နိုင်ပေမဲ့သမ္မတ Donald Trump ကတော့အထက်လွှတ်တော်မှာလည်းအတည်ပြုနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။
American သမ္မတ Donald Trump ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်မှာ Saudi Arabia နိုင်ငံကို ပထမဆုံးသွားရောက်မယ်ဆိုတဲ့ အံ့သြဖွယ်ကြေညာချက်ကို သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ သမ္မတ Trump ဟာ မွတ်စလင်နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေနဲ့ အစ္စလာမ်အစွန်းရောက်ချေမှုန်းရေးအတွက် စိတ်ဓါတ်ရေးရာစစ်ဆင်ရေးတွေပါ တွဲပြီးလုပ်ဆောင်ရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ မေလနှောင်းပိုင်းမှာ သွားရောက်ဖို့ ပြင်ထားတာပါ။ Saudi Arabia အပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရဖို့ ကြိုးစားရာမှာ အရှိန်ယူတဲ့အနေနဲ့ Vatican ကိုသွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis ကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ အစ္စရေးကိုလည်း ဆက်ပြီးသွားရောက်ဖို့ ရှိပါတယ်။ Saudi Arabia ကို ပထမဆုံးသွားရောက်တာဟာ သူ့ရဲ့ အစွန်းရောက်အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် မွတ်စလင်မဟာမိတ်တွေရဲ့ ပူးပေါင်းမှုနဲ့ အကူညီရစေဖို့ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲအပြီး မကြာခင်မှာပဲ အခုလို မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်တာဟာ အီရန်ကို ရှင်းလင်းတဲ့ သတင်းစကားပါးရာကျတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ YPG နဲ့ PKK ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေ ဆီးရီးယားနဲ့ အီရတ်နိုင်ငံထဲမှာ မရှိတော့အောင် စစ်ရေးအရတိုက်ခိုက်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ကထပ်ပြီး သတိပေးခဲ့ပါတယ်။ IS, YPG, al-Qaida စတဲ့အဖွဲ့အားလုံးဟာ တူရကီအတွက်တော့ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်လို့ ရုရှားနိုင်ငံ Sochi မြို့မှာ ရုရှားသမ္မတ Vladimir Putin နဲ့တွေ့ဆုံအပြီး ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။ တူရကီတောင်ပိုင်းနယ်စပ်ဒေသတွေမှာ နယ်စပ်ဖြတ်ကျော်ပြီး တူရကီတပ်တွေက ဆက်လက်စစ်ဆင်ရေးလုပ်သွားမယ်လို့လည်း သမ္မတ Erdogan ကပြောပါတယ်။ ဆီးရီးယားက IS စစ်သွေးကြွတွေအပေါ် YPG ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေက ထိထိရောက်ရောက်တိုက်ခိုက်နိုင်တယ်လို့ အမေရိကန်အစိုးရက မြင်ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ကာ့ဒ်လက်နက်ကိုင်အဖွဲ့တွေဟာ အရင်က IS တွေထိန်းချုပ်ထားတဲ့ ဒေသတော်တော်များများကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တူရကီအစိုးရကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးဖို့ တောင်းဆိုနေတဲ့ PKK အဖွဲ့နဲ့ ဆက်နွယ်နေတဲ့အဖွဲ့ဖြစ်တယ်လို့ YPG ကို အခိုင်အမာပြောနေတာပါ။ PKK အဖွဲ့ကိုတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်ရှင်။ VOA အမေရိကန်အသံရဲ့ မနက်ဖြန်မြန်မာဘာသာအစီအစဉ်တွေကို မနက် 6 နာရီကနေ 7 နာရီအထိ လိုင်းဒိုမီတာ 32 kHz 9325 လိုင်းဒိုမီတာ 40 kHz 9430 ည လိုင်းဒိုမီတာ 48 kHz 6185 နဲ့ ဒုတိယနာရီဝက်မှာ လှိုင်းလတ်မီတာ 190 kHz 1505 တို့ကနေ ထုတ်လွှင့်ပေးနေပါတယ်ရှင်။ VOA အမေရိကန်အသံက မနက်ခင်းသတင်းတွေကို ဆက်လက်ကြီးညာနေပါတယ်။ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု ခိုင်မာရေးနဲ့ အမေရိကန်-အာဆီယံဆက်ဆံရေး အနှစ် 40 ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ခေါ်ယူပြီး အထူးအစည်းအဝေးတရပ်ကို လက်ခံကျင်းပပေးခဲ့ပါတယ်။ အာရှ Pacific ဒေသဟာ Trump အစိုးရအတွက် ထိပ်တန်းဦးစားပေးတရပ်ဖြစ်ပြီး အာဆီယံဟာ မရှိမဖြစ်မိတ်ဖက်ဖြစ်ပါတယ်လို့ ဝန်ကြီး Tillerson ကပြောကြားခဲ့သလို အာဆီယံဒေသတွင်း စုစည်းရေးအပါအဝင် အာဆီယံလူမှုအသိုက်အဝိုင်းတည်ဆောက်ရေးမှာ အမေရိကန်က ဆက်လက်ကူညီဆောင်ရွက်နေတာကို အာဆီယံဝန်ကြီးတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေး အရှိန်မြင့်မားအောင် ပူးတွဲတာဝန်ယူမယ်လို့လည်း အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလေးအနက်ကတိပြုခဲ့ကြပါတယ်။ ဝန်ကြီး Tillerson နဲ့ အာဆီယံဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ Nuclear စမ်းသပ်မှု၊ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ဒေသတည်ငြိမ်ရေး ခြိမ်းခြောက်မှုတွေကြောင့် ဖြစ်နေရတဲ့ ကိုရီးယားကျွန်းဆွယ်တင်းမာမှုအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေအားလုံးကို အပြည့်အဝအကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်။ ဝန်ကြီး Tillerson နဲ့ အာဆီယံဝန်ကြီးတွေဟာ အာရှ Pacific ဒေသတွင်း စည်းမျဉ်းစည်းကမ်းအခြေပြုအနေအထားတည်ရှိရေးနဲ့ ၂၀၁၂ အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးပွဲ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တဲ့ ဘုံမူဝါဒတွေကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့တွေ့ဆုံမှုအပေါ် ကျေနပ်အားရတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဟာ အစ္စလာမ်အစွန်းရောက်မှုရဲ့ ဇစ်မြစ်အဖြစ် Mr. Ryan ကမမြင်ဘူးလို့ အခိုင်အမာပြောခဲ့တဲ့အကြောင်း ဝန်ကြီး Retno Marsudi က VOA အင်ဒိုနီးရှားဌာနကို ပြောကြားခဲ့တာပါ။ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒဟာ ဘာသာကြောင့်မဟုတ်ဘဲ အတွေးအခေါ်အယူအဆကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အစ္စလာမ်ဘာသာနဲ့ အစွန်းရောက်မှုကြား ဆက်နွယ်မှုမရှိဘူးဆိုတာကို အောက်လွှတ်တော်ဥက္ကဋ္ဌ Ryan က အခိုင်အမာပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marsudi ကပြောပြပါတယ်။ ဝါရှင်တန်မြို့တော်က Capitol Hill လွှတ်တော်အဆောက်အဦးမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့တွေ့ဆုံအပြီးမှာ အင်ဒိုနီးရှားနိုင်ငံဟာ မတူကွဲပြားသူတွေ ယှဉ်တွဲနေထိုင်နေတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်တယ်ဆိုတာ အမေရိကန်က နားလည်သလို အင်ဒိုနီးရှားမှာ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာကြောင့် အမေရိကန်-အင်ဒိုနီးရှားဆက်ဆံရေးမှာ အတားအဆီးဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့တွေ့ဆုံပွဲအတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်မြို့တော်မှာရောက်ရှိနေတာဖြစ်ပါတယ်ရှင်။
အမေရိကန်သမ္မတ Donald Trump ဟာ သူသမ္မတတာဝန်ယူပြီးချိန်ကစပြီး ပထမဆုံးအဖြစ် Australia ဝန်ကြီးချုပ် Malcolm Turnbull နဲ့တွေ့ဆုံဖို့ နယူးယောက်ကို ကြာသပတေးနေ့နှောင်းပိုင်းမှာ သွားရောက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒုတိယအကျော့သမ္မတရွေးကောက်ပွဲကို လာမယ့်တနင်္ဂနွေနေ့မှာ ကျင်းပဖို့ရှိနေချိန်မှာပဲ အလယ်အလတ်ဝါဒီသမ္မတလောင်း Emmanuel Macron ကိုထောက်ခံကြောင်း အမေရိကန်သမ္မတဟောင်း Barack Obama ကကြာသပတေးနေ့က တရားဝင်ပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့အနာဂတ်နဲ့ ကျွန်တော်တို့သိပ်ကိုတန်ဖိုးထားတဲ့ စံတန်ဖိုးတွေအတွက်ကို အင်မတန်အရေးကြီးတယ်လို့ Mr. Obama ကပြောကြားခဲ့တာပါ။ Mr. Macron ရဲ့ Liberal အမြင်နဲ့ တန်ဖိုးတွေကို သူ့အနေနဲ့အားကျရသလို Macron ဟာ ပြင်သစ်နိုင်ငံရှေ့ရေးအတွက် ပိုပြီးတစိုက်မတ်မတ်လုပ်မယ့်သူဖြစ်တယ်လို့ဆိုပါတယ်။ Emmanuel Macron ဟာ ပြင်သစ်ပြည်သူတွေကို မျှော်လင့်ချက်တွေပေးမယ့်သူဖြစ်ပြီး စိုးရိမ်ကြောင့်ကြစေသူမဟုတ်ဘူးလို့လည်း Mr. Obama ကပြောကြားခဲ့ပါတယ်။ မေလ ၇ ရက်ကျရင်တော့ Emmanuel Macron နဲ့ လက်ယာစွန်းအမျိုးသားရေးဝါဒီ Marine Le Pen တို့ ဒုတိယအကျော့သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်ရှင်။ဒေါ်ခင်မျိုးသက်ကနဲ့မစုမြတ်မွန်တို့က သောကြာနေ့နံနက်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ခဲ့တာပါရှင်။ အခုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နောက်ဆုံးအခြေအနေကိုတင်ပြမှာပါ။ အီတလီနဲ့မြန်မာနှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကိစ္စတွေမှာ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီဝန်ကြီးချုပ် Paolo Gentiloni တို့ဆွေးနွေးခဲ့ကြပါတယ်။ သူ့ရဲ့အီတလီခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ မေလ 4 ရက် ကြာသပတေးနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့အပြင် ပုပ်ရဟန်းမင်းကြီးတို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့သလို အီတလီအထက်လွှတ်တော်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မစုမြတ်မွန်ကအပြည့်အစုံကိုဆက်ပြီးပြောပြမှာပါရှင်။ အခုလက်ရှိဗြိတိန်နိုင်ငံမှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့တော်ဆီမလာခင် ကြာသပတေးနေ့က အီတလီဝန်ကြီးချုပ် Paolo Gentiloni နဲ့တွေ့ဆုံခဲ့ပါတယ်။ Chigi နန်းတော်မှာ ဝန်ကြီးချုပ် Gentiloni ကဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့လက်ခံကြိုဆိုခဲ့တာပါ။ နှစ်နိုင်ငံကြားဆက်ဆံရေးခိုင်မာဖို့နဲ့ အီတလီကမြန်မာနိုင်ငံအတွက် အကူအညီတွေပေးဖို့ကိစ္စဆွေးနွေးခဲ့ကြတယ်လို့ အီတလီ-မြန်မာချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carlo Ferrari ကအခုလိုပြောပြပါတယ်။ The topic of the meeting with the Prime Minister Gentiloni centered towards the empowering of the cooperation between the Italian state and Myanmar. ဝန်ကြီးချုပ် Gentiloni နဲ့တွေ့ဆုံရာမှာ အီတလီ-မြန်မာဆက်ဆံရေးတိုးတက်ဖို့နဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကလယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအပိုင်းအတွက် အီတလီကထောက်ပံ့ကူညီဖို့၊ ရှေးဟောင်းအဆောက်အဦးနဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးမှာနာမည်ကျော်တဲ့အီတလီက မြန်မာနိုင်ငံရဲ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအတွက်ကျွမ်းကျင်မှုအကူအညီတွေပေးဖို့ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပိုင်းတိုးမြှင့်ရေးအတွက်လည်းဆွေးနွေးခဲ့ကြပါတယ်။ အီတလီကုမ္ပဏီတွေနဲ့မြန်မာနိုင်ငံကစီးပွားရေးစွန့်ဦးတည်ထောင်သူတွေတွေ့ဆုံတဲ့အလုပ်ရုံဆွေးနွေးပွဲကိုအီတလီနိုင်ငံခြားရေးဌာနရဲ့စီစဉ်ပေးမှုနဲ့မကြာခင်ကပဲလုပ်ခဲ့တယ်ဆိုတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပိုင်းမှာလည်းတိုးတက်နေပုံရပါတယ်။ အီတလီနဲ့မြန်မာကြားရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အပေါ်ဒေါ်အောင်ဆန်းစုကြည်ကဆွေးနွေးပွဲအပြီးမှာအသိအမှတ်ပြုပြောခဲ့ပါတယ်။ ဒါကတော့အီတလီဝန်ကြီးချုပ် Paolo Gentiloni နဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့ကြစဉ်ဆွေးနွေးခဲ့ကြတဲ့အကြောင်းတွေဖြစ်ပါတယ်။ မေလ 4 ရက်နေ့မှာပဲ အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့တွေ့ဆုံပွဲမှာတော့ ရခိုင်ပြည်နယ်ကအခက်အခဲတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရေစီအသွင်ပြောင်းနေတဲ့မြန်မာနိုင်ငံမှာ ပြည့်ဝပြီးအားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီစနစ်ကိုတည်ဆောက်နိုင်ရေးအတွက် စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာကို အီတလီကသိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Alfano ကဒေါ်အောင်ဆန်းစုကြည်ကိုပြောခဲ့တယ်လို့ အီတလီနိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ တင်းမာမှုတွေလျော့နည်းရေးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဟာအဓိကအရေးကြီးတဲ့အကြောင်းတွေအပြင် အုပ်ချုပ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးပိုင်းဆိုင်ရာစီမံအုပ်ချုပ်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး၊ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေတိုးတက်ရေးတို့အပြင် လူမှုပတ်ဝန်းကျင်ကိုမထိခိုက်စေမယ့် ခရီးသွားလုပ်ငန်းတွေအတွက် အီတလီကမြန်မာနိုင်ငံကိုအကူအညီပေးမယ်လို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano ကပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ Vatican ကိုသွားရောက်ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်းကြာသပတေးနေ့ကတွေ့ဆုံခဲ့ပါတယ်။ မြန်မာနဲ့ Vatican နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးတည်ထောင်ပြီး အပြန်အလှန်သံရုံးတွေထားရှိဖို့သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Roman Catholic အသင်းတော်ရဲ့အခန်းကဏ္ဍကိုထောက်ခံတယ်ဆိုတာကို ပုပ်ရဟန်းမင်းကြီး Francis ကရဟန်းအမတ် Cardinal Charles Maung Bo ကိုတာဝန်ပေးအပ်ခန့်အပ်ပြသခဲ့ပြီးဖြစ်တယ်လို့ Carlo Ferrari ကပြောပါတယ်။ အခုလိုသံတမန်ဆက်ဆံရေးတရားဝင်ထူထောင်လိုက်တဲ့အတွက် ဘာသာရေးနဲ့လူမျိုးရေးလူနည်းစုတွေကိုယ်စား Vatican ကငြိမ်းချမ်းရေးလုပ်ငန်းတွေဆွေးနွေးမှုတွေလုပ်နိုင်လိမ့်မယ်လို့ Mr. Ferrari ကပြောပါတယ်။ I think the role of church in Southeast Asia
is quite important due to the fact that အရှေ့တောင်အာရှမှာ Roman Catholic ဘာသာဝင်တွေတိုးလာတဲ့အတွက်အသင်းတော်ရဲ့အခမ်းကဏ္ဍဟာအရေးကြီးတယ်လို့ထင်ပါတယ်။ဒါ့အပြင် Vatican နဲ့သံတမန်ဆက်ဆံရေးရှိတဲ့အတွက်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်အပြည့်အဝကျင့်သုံးတဲ့နိုင်ငံဖြစ်လာရေးအတွက်လည်းအထောက်အကူဖြစ်မယ်ထင်ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် Catholic အသင်းတော်နဲ့ပုပ်ရဟန်းမင်းကြီးကတရားဝင်လမ်းကြောင်းကနေပံ့ပိုးကူညီနိုင်တော့မှာဖြစ်ပါတယ်။ခရစ်ယာန်ဘာသာကိုကမ္ဘာတစ်ဝန်းကလူမျိုးပေါင်းစုံကိုးကွယ်နေကြတာပါ။မတူကွဲပြားတဲ့ Catholic ဘာသာဝင်လူမျိုးတွေတိုင်းရင်းသားတွေအကြားဆွေးနွေးမှုတွေရဲ့အသိပညာတွေကိုမြန်မာနိုင်ငံကရရှိနိုင်ပါတယ်။ဒါ့အပြင်တရားဝင် Vatican သံရုံးရှိတဲ့အတွက်နောက်မှာပိုပြီးထိထိရောက်ရောက်ကူညီနိုင်မှာဖြစ်ပါတယ်။ အီတလီခရီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်ဟာအထက်လွှတ်တော်မှာကျင်းပတဲ့နိုင်ငံတကာပါလီမာန်အမတ်များညီလာခံမှာလည်းအဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။နိုင်ငံပြောင်းအခြေချသူတွေနဲ့အမျိုးသမီးများအရေးကိုအသားပေးဆွေးနွေးခဲ့ကြတဲ့ညီလာခံမှာဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့မိန့်ခွန်းနဲ့ပတ်သက်လို့လည်းအီတလီမြန်မာချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ Carlo Ferrari ကအခုလိုပြောပြပါတယ်။ She related the experience of migrants also in Myanmar, for example. မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီးမိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။မြန်မာအိမ်နီးချင်းထိုင်းနိုင်ငံမှာရွှေ့ပြောင်းအလုပ်သမား3 သန်းလောက်အလုပ်လုပ်နေကြရတဲ့အခြေအနေကိုသူကပြောသွားပါတယ်။ဒါ့အပြင်စစ်ပွဲတွေကြောင့်စီးပွားရေးအခြေအနေကြောင့်ကိုယ်ဒေသကိုစွန့်ခွာနေကြသူတွေပိုမိုများလာနေချိန်မှာသူတို့ဘဝတွေတိုးတက်ရေးအတွက်ဘယ်လိုအဖြေရှာမလဲဆိုတဲ့အကြောင်းကိုလည်းဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားသွားပါတယ်။လူတွေထွက်သွားစရာမလိုအောင်အခြေအနေတွေဖန်တီးပေးဖို့ရွှေ့ပြောင်းအခြေချသူတွေရောက်ရှိနေတဲ့နေရာတွေမှာအခြေအနေတိုးတက်အောင်လှုပ်ဆောင်ဖို့လိုတဲ့အကြောင်းတွေကိုလည်းပြောသွားပါတယ်။ဒါ့အပြင်သူတို့အပေါ်လူသားဆန်စွာအကူအညီပေးဖို့လိုအပ်တဲ့အကြောင်းတွေကိုလည်းပြောသွားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာမေလ 4 ရက်နေ့မှာပဲ2 ရက်ကြာအီတလီခရီးစဉ်ကိုအဆုံးသတ်ပြီးဗြိတိန်နိုင်ငံကိုခရီးဆက်သွားပါပြီ။10 ရက်ကြာမယ့်ဗြိတိန်ခရီးစဉ်အတွင်းမှာတော့ဗြိတိန်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိသလိုမိသားစုအတွက်လည်းအချိန်ပေးမယ်လို့သိရပါတယ်ရှင်။မစုမြတ်မွန်ပြောပြသွားတာပါ။အခုလိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်ထွက်နေတဲ့ကာလအတွင်းမှာပဲအမေရိကန်ပြည်ထောင်စုမှာတော့နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကအာဆီယံနိုင်ငံခြားရေးဝန်ကြီး10ဦးလုံးကိုအထူးဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။အပြည့်အစုံကိုဆက်ပြီးနားဆင်ပါရှင်။မနေ့ကအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အထူးစည်းဝေးပွဲမှာမြောက်ကိုရီးယားနဲ့တောင်တရုတ်ပင်လယ်ကိစ္စတွေကိုအဓိကဆွေးနွေးသွားကြောင်းအရှေ့တောင်အာရှဆိုင်ရာဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကဆွေးနွေးပွဲအပြီးတိုက်ရိုက်ဆက်သွယ်မေးမြန်းခန်းမှာပြောသွားပါတယ်။မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတွေကိုအမေရိကန်ဘက်ကအဓိကတိုက်တွန်းခဲ့တဲ့အချက်တွေကိုသူကအခုလိုပြောပါတယ်။ Well, during the lunch meeting today it was clear that all of the participants share a common concern about the threat that North Korea poses both to the region ဒေသတွင်းတမကတကမ္ဘာလုံးအပေါ်မြောက်ကိုရီးယားရဲ့ချင်းချောင်းမှုရှိနေတာကိုပါဝင်ဆွေးနွေးတဲ့နိုင်ငံအလုံးကစိုးရိမ်မကင်းဖြစ်နေတယ်ဆိုတာဒီကနေ့ဆွေးနွေးပွဲမှာထင်ရှားပါတယ်။လုံခြုံရေးကောင်စီရဲ့သက်ဆိုင်ရာဆုံးဖြတ်ချက်တွေအားလုံးကိုအပြည့်အဝအကောင့်ထဲပေါ်ဖို့နဲ့ကျန်ရှိတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအတွက်လည်းအဲ့ဒီကိစ္စကိုအကောင့်ထဲပေါ်ဖို့လိုတယ်ဆိုတာကြည်ကြပြန့်ပြန့်အသိမှတ်ပြုခဲ့ကြပါတယ်။အမေရိကန်ရဲ့ရည်ရွယ်ချက်ဟာကိုရီးယားကျွန်းဆွယ်မှာနျူကလ িয়ার ကင်းမဲ့ရေးဖြစ်တယ်လို့လည်းဝန်ကြီးတီလာဆင်ကပြောသွားပါတယ်။ဒါ့အပြင်ဒေသတွင်းကုန်သွယ်စီးပွားရေးကနေရတဲ့မြောက်ကိုရီးယားရဲ့ဝင်ငွေတွေကိုပိတ်ပင်ဖို့နဲ့မြောက်ကိုရီးယားနဲ့သံတမန်ဆက်ဆံမှုဆော့ချဖို့လည်းဝန်ကြီးတီလာဆင်ကအာဆီယံမိတ်ဖက်နိုင်ငံတွေကိုဆွေးနွေးပွဲမှာတိုက်တွန်းခဲ့ပါတယ်။အရှေ့တောင်အာရှဒေသတွင်းတောင်တရုတ်ပင်လယ်အရေးကိစ္စကိုလည်းအဓိကဆွေးနွေးခဲ့ကြောင်း Mr. Murphy ကအခုလိုပြောပါတယ်။ On South China Sea, our messaging, our objectives have been quite consistent. တောင်တရုတ်ပင်လယ်ကိစ္စမှာကျွန်တော်တို့ဟာဒီရည်မှန်းချက်အတိုင်းမပြောင်းမလဲပဲရှေ့ကိုဆက်ပြီးရပ်တည်သွားမှာဖြစ်ပါတယ်။ရေကြောင်းသွားလာမှုနဲ့လေကြောင်းပြန်လည်မှုလွတ်လပ်ခွင့်အခိုင်အမာရှိရေးသေချာအောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့အရှေ့တောင်အာရှမိတ်ဖက်နိုင်ငံအများစုစီကလည်းဒီအတိုင်းပဲကြားရပါတယ်။တောင်တရုတ်ပင်လယ်မှာအမေရိကန်ကသူ့ရဲ့ရပိုင်ခွင့်တွေကိုတန်တမာရေးနည်းနဲ့ရပ်တည်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါ့အပြင်အာဆီယံနဲ့တရုတ်ကြားမှာတောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ခက်ခဲတဲ့ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ Patrick Murphy ကပြောပါတယ်။ဒါပေမဲ့လည်းတောင်တရုတ်ပင်လယ်တွင်းစစ်ရေးတည်ဆောက်မှုနဲ့ကျွန်းမြေဖို့မှုတွေကိုရပ်ပစ်ဖို့လိုအပ်နေတဲ့နည်းလမ်းတွေနဲ့ဆွေးနွေးပွဲကနေညှိနှိုင်းဖို့စတဲ့ကိစ္စရပ်တွေကိုမနေ့ကအစည်းအဝေးကိုတက်ရောက်လာတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကအဖြေရှာခဲ့ကြတယ်လို့လည်းဆိုပါတယ်။အမေရိကန်သမ္မတ Donald Trump အစိုးရလက်ထက်အာဆီယံနိုင်ငံတွေနဲ့ပတ်သက်တဲ့မူဝါဒမသေချာမရေရာရှိနေတဲ့အချိန်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာတရုတ်အစိုးရနဲ့သံတမန်ရေးဆက်ဆံမှုပိုပြီးအားကောင်းလာချိန်အခုလိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကနေအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုဝါရှင်တန်ဒီစီကိုသီးသန့်ဖိတ်ခေါ်ပြီးတွေ့ဆုံဆွေးနွေးတာလည်းဖြစ်ပါတယ်။
ဒီနှစ်မှာကျရောက်တဲ့အမေရိကန်နဲ့အာဆီယံဆက်ဆံရေးနှစ်40ပြည့်အထိမ်းအမှတ်အဖြစ်အရှေ့တောင်အာရှနိုင်ငံတွေနဲ့အမေရိကန်ဆက်ဆံရေးခိုင်မာအောင်ထပ်လောင်းအတည်ပြုဖို့ဆွေးနွေးပွဲကျင်းပရတာဖြစ်တယ်လို့လည်းဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောပါတယ်။ ဒီဆွေးနွေးပွဲမှာလာမယ့်သြဂုတ်လအတွင်းဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့်အာဆီယံနဲ့မိတ်ဖက်နိုင်ငံများဆွေးနွေးပွဲကိုသူကိုယ်တိုင်တက်ရောက်မှာဖြစ်တယ်လို့ Tillerson ကထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာဥရောပကိုရောက်ရှိနေတဲ့အတွက်သူ့ကိုယ်စားအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းကတက်ရောက်ခဲ့ပါတယ်ရှင်။အခုလိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson တို့ဆွေးနွေးတဲ့သတင်းနဲ့တဆက်တည်းပဲအမေရိကန်နဲ့ထိုင်းဆက်ဆံရေးနောက်ဆုံးအခြေအနေကိုလည်းပြောပြချင်ပါတယ်။ အမေရိကန်သမ္မတ Donald Trump ကထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကိုသမ္မတအိမ်ဖြူတော်လာဖို့ဖိတ်ကြားခဲ့တဲ့နောက်မှာ10 နှစ်လောက်အဆင်မပြေဖြစ်နေတဲ့အမေရိကန်နဲ့ထိုင်းနှစ်နိုင်ငံကြားဆက်ဆံရေးဟာခေတ်သစ်ထဲကိုဝင်လာခဲ့ပြီလို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပါတယ်။ ဘန်ကောက်အခြေစိုက် VOA သတင်းထောက် Ron Combin ပေးပို့ထားတာကိုဒေါ်ခင်မျိုးသက်ကပြောပြမှာပါ။ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကိုသမ္မတအိမ်ဖြူလာရောက်လည်ပတ်ဖို့တရားဝင်ဖိတ်ကြားချိန်မှာသမ္မတ Trump ကကုန်သွယ်ရေးနဲ့စီးပွားရေးဆက်စပ်မှုပိုခိုင်မြဲအောင်လုပ်ချင်တဲ့ဆန္ဒတူညီတဲ့အမေရိကန်နဲ့ထိုင်းနှစ်နိုင်ငံကြားကာလကြာရှည်မဟာမိတ်အဖြစ်ရှိခဲ့တာကိုအလေးထားပြောခဲ့သလိုအာရှဒေသရဲ့အနီးကပ်မိတ်ဆွေအဖြစ်တက်တက်ကြွကြွနဲ့ဦးဆောင်ဖို့အမေရိကန်ရဲ့သန္နိဋ္ဌာန်ကိုထပ်လောင်းပြောကြားခဲ့တာပါ။ ဒါဟာလွန်ခဲ့တဲ့10 နှစ်ကျော်အတွင်းတင်းမာခဲ့တဲ့အမေရိကန်နဲ့ဆက်ဆံရေးပြန်ပြီးကောင်းလာတဲ့သဘောကိုပြလာတာဖြစ်ပါတယ်။ Chulalongkorn တက္ကသိုလ်နိုင်ငံရေးသိပ္ပံဌာနက Thitinan Pongsudhirak ကတော့အမေရိကန်ရဲ့အခုလိုကမ်းလှမ်းမှုကိုထိုင်းကလက်ခံချင်နေတာပါလို့ပြောပါတယ်။ “အမေရိကန်ရဲ့ကနဦးကမ်းလှမ်းမှုကိုထိုင်းကချက်ချင်းလက်ခံခဲ့တာပါ။ ဝါရှင်တန်ကိုလာဖို့သမ္မတ Trump ရဲ့ကမ်းလှမ်းချက်ကိုဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး Prayut ကချက်ချင်းလက်ခံခဲ့တာဖြစ်ပါတယ်။ တကယ်တော့ထိုင်းကအမေရိကန်ဘက်ကကမ်းလှမ်းလာမှာကိုလိုချင်နေသလိုဒီကကမ်းလှမ်းလာမှာကိုစောင့်နေတာပါ။” ထိုင်းဒုတိယဝန်ကြီးချုပ် Prawit Wongsuwon ရဲ့လုံခြုံရေးအကြံပေး Panitat Wattanayagorn ကတော့အခုလိုအဆင့်မြင့်ဆက်သွယ်ရေးပြန်လုပ်လာတာဟာနှစ်နိုင်ငံဆက်ဆံရေးခေတ်သစ်ကိုရောက်လာတာကိုပြနေပါတယ်လို့ပြောပါတယ်။ “ပြည်တွင်းရေးနဲ့မူဝါဒအပြောင်းအလဲတွေကြောင့်နှစ်နိုင်ငံကြားတွေ့နေရတဲ့အဆင်မပြေမှုအခက်အခဲတွေကိုကျော်လွှားနိုင်တဲ့အနေအထားဖြစ်လာနေပါပြီ။” လို့ပြောသွားတာပါ။ ဒီဆက်ဆံရေးသစ်ဟာလက်ဟောင်းတွေပေါ်မှာအခြေခံရတာဖြစ်ပေမယ့်ရှေ့လျှောက်ပိုကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့မျှော်လင့်ထားတယ်လို့လည်းဆိုပါတယ်။ နှစ်နိုင်ငံကြားလုံခြုံရေး၊စီးပွားရေး၊နိုင်ငံရေးနဲ့လူမှုရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ10 နှစ်လောက်ပြတ်တောက်ခဲ့တာကိုပြန်ဆက်နိုင်ဖို့နှစ်ဖက်စလုံးကသိပ်ကိုအလေးထားသလိုဒါဟာထိုင်းနဲ့အာဆီယံနိုင်ငံအများစုတင်မကပဲအမေရိကန်ကလည်းအလားတူသဘောထားနေတာပြတယ်လို့လည်းပြောပါတယ်။ သမ္မတ Trump ဟာထိုင်းကိုသာမကပဲစင်္ကာပူနဲ့ဖိလစ်ပိုင်ခေါင်းဆောင်တွေကိုပါဖိတ်ခေါ်ခဲ့တာဖြစ်သလိုနိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်းအာဆီယံနိုင်ငံတွေကနိုင်ငံခြားရေးဝန်ကြီးတွေကိုဖိတ်ခေါ်ဆွေးနွေးခဲ့တာပါ။ ထိုင်းအရာရှိတွေဟာသမ္မတ Trump တက်လာတဲ့ဒီနှစ်ဆန်းကစပြီးအမေရိကန်နဲ့သံတမန်ရေးပြန်ဆက်နိုင်ဖို့ကြိုးစားခဲ့တာပါ။ အမေရိကန်နဲ့ထိုင်းတို့ကြား2006 ခုနှစ်ဝန်ကြီးချုပ် Thaksin Shinawatra ကိုဖြုတ်ချပြီးစစ်တပ်ကအာဏာသိမ်းခဲ့ချိန်ကစပြီးဆက်ဆံရေးမပြေလည်ခဲ့ဘူးလို့ထိုင်းအထက်လွှတ်တော်အမတ်ဟောင်း Prasit Chonavorn ကပြောပါတယ်။ ဒါပေမယ့်လည်းအရွေးကောက်ခံသမ္မတဖြစ်တဲ့ Thaksin လက်ထက်ကမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းနဲ့လူပေါင်း 2500 ကျော်အသတ်ခံရတာတွေတောင်ပိုင်းဒေသအရေးကိုင်တွယ်တာတွေကနေလူ့အခွင့်ရေးချိုးဖေါက်မှုတွေရှိခဲ့ပေမယ့်အမေရိကန်ဘက်ကလျစ်လျူရှုခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။ အခု2014မှာတော့အာဏာသိမ်းတက်လာတဲ့ Prayut ကိုသမ္မတအိုဘားမားလက်ထက်မှာအမေရိကန်ကရောဥရောပနဲ့ Australia မဟာမိတ်တွေကပါဝိုင်းပြီးစစ်ရေးဆက်ဆံမှုတွေဖြတ်တောက်ခဲ့ရာကနေထိုင်းကရုရှားနဲ့တရုတ်တို့နဲ့ဆက်ဆံရေးတိုးလာခဲ့တာဖြစ်ပါတယ်။ တရုတ်နဲ့တိုးလာတဲ့ဆက်ဆံရေးမှာစစ်ရေးပူးပေါင်းမှုတွေပါနေပြီးမကြာသေးခင်ကပဲတရုတ်လုပ်သံချပ်ကာကားတွေနဲ့ဒေါ်လာသန်း ၁ ထောင်လောက်တန်တဲ့တရုတ်လုပ်ရေငုပ်သင်္ဘော 3 စင်းဝယ်ယူဖို့အော်ဒါမှာခဲ့တာဖြစ်ပြီးအရင်ကအမေရိကန်နဲ့ရှိခဲ့တဲ့ပုံမှန်ဆက်ဆံရေးတွေလျော့လာတာဖြစ်ပါတယ်။ အခုတော့နှစ်ရှည်လများရင်းရင်းနှီးနှီးရှိခဲ့တဲ့အမေရိကန်နဲ့ထိုင်းနှစ်နိုင်ငံဆက်ဆံရေးပြန်ကောင်းလာမယ့်အခြေအနေမို့ကြိုဆိုတယ်လို့ထိုင်းဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်ဟောင်း Khai Sat ကပြောပါတယ်။ “ထိုင်းနိုင်ငံအတွက်ကြိုဆိုရမှာပါ။ ထိုင်းနိုင်ငံမှာဒီမိုကရေစီပြန်ရဖို့တခုတည်းကိုပဲထည့်တွက်ပြီးကျနော်တို့ကိုလျစ်လျူရှုထားဖို့မဖြစ်နိုင်ဘူးလို့ကျနော်ထင်ပါတယ်။ အခုသမ္မတ Trump ချဉ်းကပ်တဲ့ပုံစံသစ်ကဒါကိုပြောင်းသွားစေတာမို့ကြိုဆိုရမှာပါ။
ဒါပေမဲ့လည်းလူ့ခွင့်ရေးအဖွဲ့တွေကတော့ထိုင်းနိုင်ငံကလူ့ခွင့်ရေးချိုးဖောက်မှုတွေလူကုန်ကူးမှုတွေနဲ့တခြားလူမှုပြဿနာတွေအတွက်စိုးရိမ်နေတာဖြစ်ပါတယ်။ နယူးယောက်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့က Phil Robertson ကတော့ဒါဟာလူ့အခွင့်ရေးကိုဂရုစိုက်တဲ့အမေရိကန်နိုင်ငံခြားရေးမူဝါဒကိုသမ္မတ Trump ကပစ်ပယ်တယ်ဆိုတာကိုသက်သေပြနိုင်တဲ့အချက်တခုဖြစ်လာနိုင်တယ်လို့ပြောပါတယ်။အကဲခတ်တွေကတော့အခုလိုနှစ်နိုင်ငံဆက်ဆံရေးပြန်ပြီးလုပ်လာတာဟာတရုတ်ရဲ့အရှေ့တောင်အာရှဒေသတွင်းသြဇာလွှမ်းမိုးဖို့ကြိုးစားမှုကိုချိန်ခွင်လျှာညှိတာဖြစ်သလိုမြောက်ကိုရီးယားကိုအမေရိကန်ရဲ့သံတမန်နည်းလမ်းရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာကိုဖြေရှင်းရေးမှာအထောက်အကူရစေမယ်လို့သုံးသပ်ကြပါတယ်။ဒေါ်ခင်မျိုးသက်ပြောပြသွားတာပါ။အခုတော့ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေမြန်မာနိုင်ငံမှာတိုးချဲ့ဖို့ပြင်ဆင်နေတဲ့သတင်းကိုတင်ပြမှာပါ။လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက်ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေကိုတိုးချဲ့ဖို့ပြင်ဆင်နေရာမှာသဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးပါတဲ့စံနှုန်းသတ်မှတ်ချက်တွေမရှိတာနဲ့ဥပဒေကာကွယ်မှုအားနည်းနေတာတွေကြောင့်ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေကိုတိုးချဲ့ဖို့မလုပ်သင့်ဘူးလို့သဘာဝပတ်ဝန်းကျင်ပညာရှင်တွေဘက်ကထောက်ပြပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့ VOA မြန်မာပိုင်းသတင်းထောက်မေခကစုစည်းတင်ပြမှာပါ။လျှပ်စစ်လိုအပ်ချက်ဖြည့်ဆည်းဖို့အတွက်ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေတိုးချဲ့လုပ်ကိုင်ဖို့ NLD အစိုးရဘက်ကပြင်ဆင်မှုတွေရှိလာချိန်မှာအခုလိုပညာရှင်တွေဘက်ကဝေဖန်ထောက်ပြမှုတွေရှိခဲ့တာပါ။သဘာဝပတ်ဝန်းကျင်ပညာရှင်တဦးဖြစ်တဲ့ဦးဝင်းမျိုးသူကတော့မြန်မာနိုင်ငံမှာကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေတိုးချဲ့ဖို့မလုပ်ဆောင်သင့်သေးဘူးလို့အခုလိုပြောဆိုလိုက်ပါတယ်။ကျွန်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေက2012မှာစပေါ်လာတယ်။ပတ်ဝန်းကျင်ဝန်ကြီးဌာနကလည်းကျွန်တော်2013 14အဲ့လောက်မှပေါ်လာဖြစ်တဲ့ဒီဌာနတွေတင်းပြည့်ကြပ်ပြည့်စွမ်းစွမ်းတမန်လုပ်နိုင်ဖို့ဒီပြည်နိုင်ငံတွေမှာ10နှစ်ကနေ15နှစ်လောက်ချိန်ယူရတယ်။အဲ့တော့ဥပဒေကိုယ်တိုင်ကလည်းအားနည်းတယ်။ဥပဒေကိုကောင်းတယ်ခေါ်တဲ့စုံမွေးလုပ်တဲ့ဖွဲ့တွေကလည်းအားနည်းတယ်။ဒါကြောင့်မလို့အဲ့လိုအခြေအနေမှာကျွန်တော်တိတ်ပြီးတော့ဒီလိုမျိုးဆုံးရှုံးကြေးတွေများတဲ့အန္တရာယ်များတဲ့စီမံကိန်းတွေမလုပ်ဖို့ကျွန်တော်တို့ကပြောနေတာ။ဆိုတော့တိတ်ပြီးအန္တရာယ်မများတဲ့ရွေးချယ်စရာရှိတဲ့နည်းလမ်းတွေကိုသုံးပါတစ်ချိန်တည်းမှာလည်းပတ်ဝန်းကျင်အဖွဲ့တွေကိုလည်းအားကောင်းလာအောင်လုပ်ပါ။လက်ရှိမှာတော့ကော့သောင်းနဲ့တီကျစ်မှာကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ2ရုံလည်ပတ်နေပြီးအစိုးရအနေနဲ့8000မီဂါဝက်လောက်ထုတ်နိုင်တဲ့ကြီးမားတဲ့စက်ရုံပေါင်း10ရုံလောက်တည်ဆောက်ဖို့စီစဉ်နေတာတွေရှိပါတယ်။မြန်မာနိုင်ငံဟာထုတ်လုပ်မှုစံချိန်စံနှုန်းသတ်မှတ်ချက်မရှိဘဲကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်တွေအကြီးအကျယ်တိုးချဲ့ဖို့လှုံ့ဆော်နေတဲ့တခုတည်းသောအာရှနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေထပ်ပြီးအကောင်အထည်ဖော်မယ်ဆိုရင်အဲ့ဒီစီမံကိန်းတွေကထုတ်လွှတ်လိုက်တဲ့လေထုညစ်ညမ်းမှုဟာအိန္ဒိယ၊တရုတ်နိုင်ငံတွေမှာခွင့်ပြုထားတဲ့ပမာဏထက်10 ဆပိုများမယ်လို့ပညာရှင်တွေကခန့်မှန်းနေကြတာပါ။ Harvard တက္ကသိုလ်လေထုဓာတုသရုပ်ခွဲဌာနကကောက်ယူထားတဲ့စစ်တမ်းအရမြန်မာနိုင်ငံအနေနဲ့ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံတွေတိုးချဲ့ဖို့လုပ်ဆောင်မယ်ဆိုရင်လေထုညစ်ညမ်းမှုပမာဏဒီထက်ပိုများလာဖွယ်ရှိပြီးလေဖြတ်ခြင်းနဲ့အဆုတ်ရောဂါအပါအဝင်နှလုံးရောဂါလမစေ့ပဲကလေးမွေးတာနဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ကြီးထွားမှုနှုန်းပုံမှန်မဟုတ်တာတွေဖြစ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီထုတ်လွှတ်လိုက်တဲ့ဓာတ်ငွေ့တွေကြောင့်အရွယ်မတိုင်ခင်သေဆုံးမှုက3 သိန်းနီးပါးရှိလာနိုင်ပြီးနှစ်စဉ်သေဆုံးမှုကတော့အယောက် 7,000 နီးပါးရှိနိုင်မယ်လို့သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကခန့်မှန်းထားလျက်ရှိပါတယ်။လက်ရှိအစိုးရဘက်ကကော့သောင်းနဲ့တီကျစ်မှာကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကိုစတင်လည်ပတ်နေပြီးနောက်ထပ်တိုးချဲ့ဖို့ပြင်ဆင်နေတာမှာဒေသခံတွေဘက်ကဒီပေါ်မှာသဘောမတူဘဲကန့်ကွက်မှုတွေရှိနေပါတယ်။ဒီလိုဖြစ်ပေါ်နေတဲ့အပေါ်မှာလုပ်ငန်းရှင်တွေဘက်ကလက်တလုံးကြားအမျက်ထုတ်မှုတွေကြောင့်ဒေသခံတွေမှာအများကြီးထိခိုက်ခံစားနေရတယ်လို့ပညာရှင်တွေဘက်ကထောက်ပြကြပါတယ်။အစိုးရဘက်ကတော့အခုချိန်ထိကျောက်မီးသွေးစက်ရုံတွေထပ်တိုးဖို့လှုံ့ဆော်နေပေမဲ့ဘလို့စနစ်နဲ့လှုံ့ဆော်မယ်ဘာတွေကာကွယ်ပေးသွားမယ်ဘလို့တွေလှုံ့ဆော်မလဲဆိုတာကိုပွင့်လင်းမြင်သာစွာထုတ်ဖော်ပြောကြားမှုလည်းခုချိန်ထိမရှိသေးတာကြောင့်အစိုးရအပေါ်မှာသဘာဝပတ်ဝန်းကျင်ပညာရှင်တွေဘက်ကအခုလိုဝေဖန်ထောက်ပြမှုတွေရှိနေတာဖြစ်ပါတယ်ရှင်။ VOA မြန်မာပိုင်းသတင်းထောက်မမေခပါရှင်။မကြာခင်မှာတော့သွေးမခဲဆေးအကြောင်းကိုပြောပြမယ့်ကျန်းမာရေးကဏ္ဍကိုထုတ်လွှင့်မှာဖို့ VOA မြန်မာပိုင်းစီစဉ်တွေကိုဆက်လက်နားဆင်ကြပါလို့ဖိတ်ခေါ်ပါတယ်ရှင်။ VOA မြန်မာပိုင်းအသံလွှင့်အစီအစဉ်တွေကိုဒီနေ့ကို6ကြိမ်ထုတ်လွှင့်ပေးနေပါတယ်။မြန်မာစံတော်ချိန်မနက်ပိုင်း6နာရီကနေ9နာရီအထိလိုင်းဒိုမီတာ24 32နဲ့40တို့မှာနားဆင်နိုင်ပြီးဒီအစီအစဉ်ကိုပြန်လည်နားဆင်နိုင်တဲ့အချိန်တွေကတော့မနက်8နာရီကနေ9နာရီအထိတစ်ကြိမ်နေ့လယ်12နာရီကနေနေ့ခင်း1နာရီအထိတစ်ကြိမ်ဖြစ်ပါတယ်။ညနေခင်းအစောပိုင်း6နာရီခွဲကနေ9နာရီအထိအစီအစဉ်ကိုလိုင်းဒို16 19နဲ့25မီတာတွေမှာထုတ်လွှင့်ပေးနေပါတယ်။ညပိုင်း9နာရီကနေ10နာရီအထိအစီအစဉ်ကိုတော့လိုင်းဒို24 25နဲ့32တို့ကနေဖမ်းယူနားဆင်နိုင်ပါတယ်။ဒီအစီအစဉ်ကိုည9နာရီအစီအစဉ်ပြီးပြီးချင်းည10နာရီမှာ
ပြန်လည်ပြီးထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာ။ VOA မြန်မာပိုင်းအစီအစဉ်တွေနဲ့အသံလွှင့်မီတာ kilohertz အသေးစိတ်ကို burmese.voanews.com မှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်မြန်မာစံတော်ချိန်မနက် 6 နာရီပဲရှိပါပြီ။ VOA မြန်မာပိုင်းရဲ့တောက်ကြနေနည်းနည်းခင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက် 9 နာရီထိလိုင်းဒိုမီတာ 32, 40, 50တို့အပြင်လိုင်းလတ်မီတာ 190 ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ အခုဒုတိယပိုင်းနာရီဝက်မှာအပတ်စဉ်ကဏ္ဍတွေကိုနားဆင်တဲ့အခါမှာတော့သွေးမခဲဆေးဆိုတဲ့နေရာမှာ anticoagulant ပေါ့ဗျာသွေးကိုမခဲအောင်လုပ်ထားတာပေါ့ဗျာသွေးဆိုတာတော့ခန္ဓာကိုယ်ထဲမှာခဲအောင်လုပ်တဲ့ဘက်လည်းရှိတယ်ကျဲအောင်လုပ်တဲ့ဒါကတော့သွေးမခဲဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုပြောပြမယ်ကျန်းမာရေးကဏ္ဍကိုထုတ်လွှင့်တဲ့အခါမှာအပြည့်အစုံနားဆင်ရဖို့ရှိပါတယ်။နောက်ပိုင်းမှာလည်းတိုင်းရင်းသတင်းလွှာအစီအစဉ်ကိုတင်ဆက်မှာပါ။အခုတော့နနက်ခင်းအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုဒေါ်လာတန်းကတင်ဆက်မှာပါရှင်။ဒီနေ့ပြည်တင်ပြမယ့် idiom အသုံးကတော့ To fill someone's shoes ကိုတင်ပြပေးမှာဖြစ်ပါတယ်။စာလုံးပေါင်းက to fill ကဖြည့်ဖို့ someone's ကလူတူတယောက်ရဲ့ shoes ကဖနတ်ဆိုတော့စကားပိုက်ထုံးရဲ့လုံးကောက်အဓိပ္ပာယ်ကလူတူတယောက်ရဲ့ဖနတ်ကိုဖြည့်ဖို့ပေါ့။ idiom အဓိပ္ပာယ်ကတော့ကျမတို့မြန်မာမှာလူတူရဲ့ခြေရာကိုလိုက်နှင်းနိုင်အောင်လူတူရဲ့ခြေရာကိုမှီနိုင်အောင်လုပ်ဖို့နဲ့ဆင်တူတယ်လို့ဆိုရမှာပါ။ဒီအသုံးနဲ့ပတ်သက်လို့ George ကိုပေးတဲ့ဥပမာကိုနားဆင်ကြည့်ကြရအောင်။ The new headmaster will have to try very hard to fill the former headmaster's shoes, since our school is among the top in the state. ကျောင်းအုပ်ဆရာအသစ်ကတော့ကျောင်းအုပ်ဆရာဟောင်းရဲ့ခြေရာကိုလိုက်မိနိုင်ဖို့အတော်လေးကြိုးစားရအောင်မေ။ကျွန်တော်တို့ကျောင်းကပြည်နယ်မှာထိပ်တန်းစည်းဝင်ကျောင်းတွေနဲ့ပါနေတာကိုဗျာလို့အဓိပ္ပာယ်ရပါတယ်။ဥပမာကိုနောက်တစ်ခေါက်နားဆင်ကြည့်ကြရအောင်။ The new headmaster will have to try very hard to fill the former headmaster's shoes, since our school is among the top in the state. လူတူရဲ့ခြေရာကိုလိုက်နှင်းနိုင်အောင်လူတူရဲ့ခြေရာကိုမှီနိုင်အောင်လုပ်ဖို့ဆိုရင်ဘယ်လိုပြောမလဲ To fill someone's shoes လို့ပြောလို့ရပါတယ်။အဲ့ဒါကတော့ဒီနေ့မနေ့တွင်တင်ပြခဲ့တဲ့ idiom အသုံးပဲဖြစ်ပါတယ်။ဒေါ်လာတန်းရဲ့ American သုံးအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကို VOA မြန်မာပိုင်းရုပ်သံရဲ့တနင်္လာနေ့ညနေခင်းအစီအစဉ်တိုင်းမှာအပတ်စဉ်ကြည့်ရှုအားပေးနိုင်ကြပါတယ်ရှင်။သောရရှင်များရှင်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီးတဲ့နောက်နိုင်ငံတကာရဲ့မြန်မာပြည်ပေါ်ရေးယူပိတ်ဆို့မှုတွေအားလုံးလျော့ကျသွားတယ်ဆိုပေမဲ့မြန်မာငြိမ်းချမ်းရေးရခိုင်ရေးစတာတွေနဲ့ပတ်သက်လို့တော့ဖိအားတွေရင်ဆိုင်နေရဆဲပါ။ဒေါ်ဆန်းစုကြည်ဟာဆိုရင်လည်းပြီးခဲ့တဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲဥရောပခရီးစဉ်နောက်မကြာခင်ဆိုရင်တရုတ်ခရီးစဉ်စသဖြင့်နိုင်ငံတကာဆက်ဆံရေးတွေမှာမြန်မာအစိုးရကိုစားအဓိကဆောင်ရွက်နေသူဖြစ်ပါတယ်။ဒါကြောင့်ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေကိုလာမယ့်စနေနေ့ညတိုက်ရိုက်လေ့လာအစီအစဉ်မှာဆွေးနွေးကြပါမယ်။ပါဝင်ဆွေးနွေးလိုတဲ့သောတာရှင်တွေအနေနဲ့ VOA မြန်မာပိုင်းကိုဖုန်းနံပါတ်ကြိုတင်ပေးပို့ထားမယ်ဆိုရင်တိုက်ရိုက်လေ့လာအစီအစဉ်ထုတ်လွှင့်ချိန်မှာခေါ်ယူပေးပါမယ်။ဒါမှမဟုတ်စာနဲ့ဖြစ်ဖြစ်အသံဖိုင်နဲ့ဖြစ်ဖြစ်ကိုဆွေးနွေးလိုတဲ့အမြင်အယူဆမေးခွန်းတွေကိုလည်းကြိုတင်ပေးပို့ထားလို့ရပါတယ်။ VOA မြန်မာပိုင်းရဲ့ Facebook စာမျက်နှာပေါ်မှာလည်းရေးသားပေးပို့နိုင်ပါတယ်ရှင်။ VOA မြန်မာပိုင်းရဲ့အီးမေးလ်လိပ်စာကburmese@voanews.com ဖြစ်ပါတယ်။ဖုန်းနံပါတ်ကတော့1-202-382-5554ဖြစ်ပါတယ်။ပါဝင်ဆွေးနွေးမြင်းကြမယ့်သောတာရှင်တွေကိုဖိတ်ခေါ်ပါတယ်ရှင်။တိုက်ရိုက်လေ့လာအစီအစဉ်တွေကနေသောတာရှင်တွေရဲ့သဘောထားအမြင်တွေကိုတင်ဆက်နေတာမို့ပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ကျန်းမာရေးကဏ္ဍကိုထုတ်လွှင့်မှာပါ။ဒီတစ်ပတ်မှာတော့သွေးမခဲဆေးအကြောင်းတင်ပြထားပါတယ်။
နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နှလုံးနဲ့သွေးကြောရောဂါခွဲစိတ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေးကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။ ဟုတ်ကဲ့ ပါမောက္ခ ဒေါက်တာခင်မောင်အေးခင်ဗျာ ကျနော်တို့ဒီသွေးမခဲဆေးပေါ့ဆရာနော် ဒီကျန်းမာရေးဆေးရုံဆေးပေးခန်းတွေမှာသုံးနေရတဲ့ဒီအနေအထားကဘယ်လိုရှိလဲဆရာကြီး။ သွေးမခဲဆေးဆိုတဲ့နေရာမှာ anticoagulant ပေါ့သွေးကိုမခဲအောင်လုပ်ထားရတာပေါ့ဗျာသွေးဆိုတာတော့ခန္ဓာကိုယ်ထဲမှာခဲအောင်လုပ်တဲ့ဘက်လည်းရှိတယ်ကျဲအောင်လုပ်တဲ့ဓာတ်တွေလည်းရှိတယ်ဒီဓာတ်တွေကအမြဲမျှတနေရတာပေါ့အဲ့တော့ကျွန်တော်တို့ဗမာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီသွေးမခဲဆေးတွေကတော်တော်သုံးနေရတဲ့အနေအထားတွေမှာတော်တော်လေးရှိလာပြီဆိုတော့ဒါနဲ့ပတ်သက်လို့တော့ကျွန်တော်တို့သိထားသင့်တယ်လို့ထင်တာပေါ့လေဟုတ်ကဲ့ဆရာအဲ့တော့ဒီသွေးမခဲဆေးရဲ့သဘောတဘာဝလေးကိုဆရာကြီးနည်းနည်းရှင်းပြပေးပါလားခန္ဓာကိုယ်ထဲမှာသွေးရလက်ပတ်နေတယ်ဥပမာဓာတ်လေးရှာသွားပြီဆိုရင်သွေးရခဲပြီးပိတ်သွားမှဒီလိုသွေးဆက်မထွက်တော့ဘူးပေါ့အဲ့သွေးခဲအောင်လုပ်ပေးတဲ့ဓာတ်တွေရှိတယ်ထိုနည်းတူစွာပဲသွေးရလည်းကျဲနေဖို့လည်းလိုတယ်လိုအပ်တဲ့ခါမှာလည်းကျွန်တော်ခဲသွားဖို့လိုတယ်အဲ့ဒါမှာသွေးမခဲဆေးဆိုတာ anticoagulant ဖြစ်ပါတယ်သွေးကျဲဆေးဆိုတာလည်းရှိပါသေးတယ်အဲ့ဒါတော့ antiplatelet လို့ခေါ်တာပေါ့ဥပမာဆိုတော့ဗျာလူများအသုံးပြုနေတဲ့သွေးကိုခက်ကျဲကျဲလေးဖြစ်အောင်လုပ်ပေးထားတယ် aspirin လို့ဥပမာ clopidogrel လို့အများကြီးရှိပါတယ်ဒါသွေးကိုကျဲအောင်ပဲလုပ်တဲ့ဆေးတစ်ခုဖြစ်ပါတယ်သွေးမခဲဆေးဆိုတာကတော့တခုများသူ့ပေါက်ထားလို့ရှိရင်ရှာဒါတွေဘာလို့ဖြစ်သွားလို့ရှိရင်တောက်နေတယ်ဆိုတာလူတိုင်းကသိနေရမယ်ဒါမှမဟုတ်ကျွန်တော်တို့warfarin anticoagulation chart ဘာညာစသဖြင့်ရှိတယ်အဲ့ဒီမှာလည်းထိုးဆေးရှိတယ်ဥပမာ heparin ဆိုတော့ heparin ဆိုတော့လူတိုင်းသိနေရဲ့အကြောင်းတိုင်းသိတဲ့ heparin အဲ့ဒါအခုအစ်တွေလည်းပေါ်လာပါတယ်အများကြီးရှိပါတယ်ဥပမာခေတ်စားလာတာတော့ dabigatran တို့ဘာလို့ပေါ့လေဘာပဲခေတ်စားလာတာ warfarin ကတော့သွေးမခဲဆေးမှာတော်တော်အရေးပါတဲ့ဆေးဝါးအနေနဲ့ရှိနေစေဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီသွေးမခဲဆေးကိုကျွန်တော်တို့ဘယ်လိုယောဂတွေမှာသုံးလဲဆရာဟိုတလောကကျွန်တော်တို့ပြောခဲ့တဲ့ကျွန်တော်တောက်ပြင်မှာလည်းပါပါတယ်ခြေထောက်ကသွေးပြန်ကြောပိတ်သွားတဲ့ယောဂတွေကျွန်တော်တို့သုံးတဲ့တခါတလေဆေးဥပမာပက်လက်ကြီးနေပြီးတော့ရှင်းလှုပ်ရှားမှုမရှိပဲသွေးပြန်ကြောတွေခဲသွားတယ်ကျွန်တော်တို့ DVT ပေါ့ deep vein thrombosis ဆိုတာမဖြစ်အောင်တွင်းတင်ကာကွယ်ပြီးသုံးတဲ့အခါလည်းရှိပါတယ်နောက်တစ်ခါနှလုံးမှာသွေးကြောတွေပိတ်သွားတဲ့အခါမှာရုပ်ပြက်မှာလည်းသုံးရတဲ့အခါတွေလည်းရှိပါတယ်နောက်အများဆုံးနဲ့အရေးကြီးဆုံးလက်တလောပြဿနာကတော့မြန်မာနိုင်ငံလည်းအခုကချင်းပြီးတိုးတက်လာတဲ့အတွက်ကြောင့်အဆိုးရှင်တွေ valve တွေ aortic valve တွေ mitral valve တွေစသဖြင့်ဒီအဆိုးရှင်တွေဟာအများဆုံးပါဒီ mechanical titanium ဘာညာစသဖြင့်အကုန်လုံးဒီ material တွေနဲ့လုပ်ကြတဲ့အတွက်ကြောင့်သွေးနဲ့သူနဲ့ထိတွေ့တဲ့အခါမှာခဲသွားတဲ့သဘောရှိတယ်ခဲသွားရင်အဲဒီဘားတွေအလုံးမလို့လူကအသက်ဆုံးရှုံးသွားနိုင်တယ်ဒါမှမဟုတ်ဒီအဆိုးရှင်ထည့်ထားတဲ့လူတွေအားလုံးဟာသွေးမခဲစီတောက်နေရပါတယ်ဒါပြီးတော့ခွဲစိတ်တဲ့အခါမှာသွေးမခဲအောင်ရင်အဲ့ဒီကာရီမှာသုံးပါတယ်ဒီဟာနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကတော်တော်ဒီနာရီပေါ်မှာပညာလည်းပေးရပါတယ်ဘယ်လိုဆက်လက်တောက်ရမယ်တစ်သက်လုံးတော့ဖြစ်ပါတယ်ဒီအဆိုးရှင်ထည့်ထားတဲ့လူတွေဆိုရင်လေဟုတ်ကဲ့ဆရာအခုလိုဒီအရေးကြီးတဲ့ယောဂတွေမှာပေါ့နော်သုံးတဲ့အခါမှာသတိပြုထားတဲ့အချက်တွေရှိလားဆရာရှိပါတယ်ခင်ဗျာအရေးကြီးတော့သွေးမခဲစေးတောက်နေလူကသွေးတွေတိတ်တိုးသွားလို့မဖြစ်ပါဘူးသွေးတိုးသွားလို့ရှိရင်သွေးတိုးမှတက်သွားလို့အုံနောက်မှာသွေးပေါက်သွားတဲ့အခါမှာဆိုလို့ရှိရင်သွေးမခဲစေးတောက်နေလူမှာသွေးတွေအုံနောက်မှာပို့ပြီးထွက်နိုင်တဲ့သဘောတွေရှိပါတယ်နောက်ပြီးတော့အရေးပေါ်ခွဲစိတ်ကုသမှုခံယူရတဲ့လူဆိုလို့ရှိရင်သွေးမခဲစေးတောက်နေရပြီဆိုရင်ဆရာဝန်ချက်ချင်းအကြောင်းကြားရမယ်ဆိုတာကိုကျွန်တော်တို့ဒီ anticoagulation chart ပေါ့အဲ့မှာအပြီးပြောထားပါလေအဲ့တော့မှအခြားခွဲစိတ်မှုဥပမာရဦးတက်ရောင်တာတို့အစာရင်းပေါက်တာတို့ခွဲမယ်ဆိုလို့ရှိရင်တို့ကိုသူ့ကိုတံပြန်မဲ့ဆေးတွေဗီတာမင် K တို့ဘာလို့ပေးပြီးမှတို့ခွဲရမယ် fresh blood တွေထားရမယ်စသဖြင့်ပေါ့အဲ့လိုမျိုးတွေလည်းဖြစ်တယ်နောက်တစ်ခါမွေးရပါဒီသွေးခဲတာကိုထိခိုက်တတ်တဲ့ယောဂရှိတဲ့လူတွေမှာလည်းတတိပြုရပါလိမ့်ဗျာနောက်တစ်ခါတော့ကိုယ်ဝန်ဆောင်တွေပေါ့များတတိထားရပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာအဲ့တော့ဒီကိုယ်ဝန်ဆောင်တွေကအထူးသဖြင့်များပြားလေးရှိတာပေါ့ဆရာနော်အဲ့ဒီခါကျတော့ကိုယ်ဝန်ဆောင်တွေမှာကဒီမိခင်အသက်ပြင်လာကလေးသက်ပါဒီအနေရှိနိုင်တဲ့အတွက်ကျွန်တော်ဒီကိုယ်ဝန်ဆောင်နဲ့ပတ်သက်ပြီးတော့ဒီသွေးမခဲစေးသုံးတဲ့အကြောင်းနည်းနည်းထပ်ပြီးရှင်းပြပေးပါလားဆရာဒီဟာအင်မတန်မှအရေးကြီးတဲ့အချက်လေးလည်းပြောရပါလိမ့်မယ်ဥပမာယောဂဆိုတော့ဖြစ်နေကြတာပေါ့ဗျာဥပမာနှလုံးမှာအဆိုးတွေပျက်စီးသွားတယ်သူအသက်ရှင်နှုန်းကနည်းနည်းတိုးသွားနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကအဆိုးတွေလဲပြရတာဟုတ်
အဲ့လိုလဲပေးပြီးတဲ့အခါမှာသူ့ကိုကျွန်တော်တို့ကကိုဝင်မဆောင်မှုတော့ကျွန်တော်တို့ကတိုက်တွန်းတယ်ဒါပေမဲ့လည်းအဲ့လိုပြောတဲ့ကြားတွေကလည်းကိုဝင်ရှိသွားတဲ့အခါလည်းရှိနိုင်တာပေါ့ဗျာအဲ့လိုရှိသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအထူးသဖြင့်ပထမ3လအင်မတန်မှအရေးကြီးပါတယ်အဲ့ဒီမှာခန္ဓာကိုယ်စိတ်တိုင်းကြီးအခြေခံတွေစပြီးတည်ဆောက်နေတဲ့အချိန်မှာအုံနောက်တွေနှလုံးတွေပါလို့ဆိုရင်အဲ့ဒီအချိန်မှာကလေးတွေကအမျိုးမျိုးချွေးချက်တွေရှိနေတဲ့အတွက်ကြောင့်ပထမ3လမှာသွေးမခဲစေး warfarin ဆိုတာပေါက်ဆေးကိုဒီကလေးရဲ့အင်္ဂါတွေဖွံ့ဖြိုးမှုကိုပြည့်စုံနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမသုံးဘူးလို့ဒီကဘာလုံးကလက်ခံထားပါတယ်ပထမ3လမှာဆိုလို့ရှိရင်ထိုးစေးတဲ့နေရပါတယ်တော်တော်လေးတော့ဒီကတာနိုင်နေနေ့တိုင်းထိုးပေးနေရတာသို့တော်လည်းပဲထိုးရမယ်အဲ့ဒီကနေပြီးတော့3လပြီးသွားတဲ့နောက်ပိုင်း36ပတ်လောက်အထိကိုတော့ကျွန်တော်တို့ကသွေးမခဲစေး warfarin ကိုကျွန်တော်တို့ပြန်တိုက်တယ်အဲ့ဒီအချိန်မှာတော့ခန္ဓာကိုယ်စိတ်တိုင်းတွေကတော်တော်လေးဒီဆောက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်မှာတော့တိုက်တယ်တခါမွေးကန်ကြီးကြလို့ရှိရင်ကျွန်တော်တို့36ပတ်ကနေပြီးတော့မွေးတဲ့အထိပေါ်ကြီးအဲ့မှာကျွန်တော်တို့စိတ်ပြန်ထိုးရပါတယ်ဒီကိစ္စကတော့လူတယောက်အမျိုးသမီးတယောက်ကအဆိုးရှင်တွေရှိနေပါရဲ့နဲ့ကိုဝင်ရှိသွားရင်တော့ဒါကိုတည်ပြီးတော့သူတို့ခေါ်ပြီးတော့ကျွန်တော်ကြီးတယောက်အနေနဲ့ counseling လုပ်ပေးရပါမယ်အဲ့ဒါမှသာလေမွေးလာတဲ့ကလေးကကိုယ်ရုပ်ကာယတွေမွေးမလာပဲနဲ့မွေးရပါယောဂါတွေပါမလာပဲနဲ့အောင်မြင်မွေးလာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဗျာဖြစ်နိုင်ရင်တော့ကိုယ်ဝင်မျိုးတော့မှာလာပဲဒါပေမဲ့ကိုယ်ဝင်လည်းရှိသွားနိုင်တဲ့သဘောလေးတွေရှိတာဟုတ်ဒါကြောင့်မို့လို့ဒီကိစ္စဒီကိစ္စ warfarin ပေါ့ဗျာ warfarin ကဒီကလေးသားကိုတော်တော်လေးထိခိုက်နိုင်တယ်တော့ဒါအပြင်ဒီ warfarin ကလည်းချိန်ကတွေ့ရတာသူအင်မတန်ခက်တဲ့ဆေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကိစ္စကလည်းတော်တော်လေးကိုယ်ဝင်ဆောင်နေမှာဒီကြဆောင်ရင်တယောက်အနေနဲ့ဒီချက်ရှင်းပြရမယ်အရာဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာကိုဝင်းမင်းတင်ဆက်တဲ့ကျန်းမာရေးကဏ္ဍပါရှင်။ VOA မြန်မာပိုင်းကထုတ်လွှင့်နေတဲ့သတင်းနဲ့အစီအစဉ်အားလုံးကို website စာမျက်နှာအပြင် Facebook ဖြစ်တဲ့ VOA Burmese News မှာလည်းအချိန်မရွေးနားဆင်ကြည့်ရှုနိုင်ကြပါတယ်။အခုဆက်လက်ပြီးတော့တိုင်းရင်းသတင်းလွှာအစီအစဉ်ကိုထုတ်လွှင့်မှာပါ။နယ်စပ်သတင်းထောက်တွေကစုစည်းတင်ဆက်ထားပါတယ်ရှင်။အပတ်စဉ်တင်ဆက်သွားမယ့်တိုင်းရင်းသတင်းလွှာကကြိုဆိုပါရယ်မြန်မာနိုင်ငံတဝန်းတိုင်းရင်းသားလူမျိုးစုတွေနေထိုင်ကြတဲ့အရပ်ဒေသတွေမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေနဲ့တိုင်းရင်းသားတွေရဲ့အသံတွေကိုထင်ဟပ်တင်ဆက်ထားတာဖြစ်ပါတယ်မင်္ဂလာပါရှင်ကျွန်မကအမီပါ BNN ဝိုင်းတော်သားတွေတင်ဆက်ထားတဲ့ဒီတစ်ပတ်တိုင်းရင်းသတင်းလွှာမှာနားဆင်ရမှာတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းမှာတအန်းပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA နဲ့အစိုးရတပ်မတော်တို့ကြားမှာဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ဒေသခံအမျိုးသမီးတဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းရှမ်းပြည်နယ်ဖလန်းမြို့နယ်ကကျေးရွာတစ်ခုမှာနေအိမ်တစ်လုံးမီးလောင်မှုကြောင့်17နှစ်အောက်ကလေးငယ်3ယောက်နဲ့မိခင်တစ်ယောက်သေဆုံးသွားတဲ့သတင်းနေရပြန်ပို့ခံနေရတဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကြောက်ဆယ်တောင်ကျေးရွာကစစ်ဘေးရှောင်ဒုက္ခသည်မိသားစု40ကျော်ဟာစာဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေကြရဆိုတဲ့သတင်းတွေဒီကြားကြရမှာပါရှင်။ကျမကနန်းဟွန်ပါသတင်းတွေကိုစိုင်းမွန်းနဲ့အတူတင်ဆက်ပေးသွားမှာပါရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းမှာတအန်းပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA နဲ့အစိုးရတပ်မတော်တို့ကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ဒေသခံအမျိုးသမီးတဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။မေလ2ရက်နေ့ကမွန်းတဲ့ချိန်ကနေမွန်းလွဲပိုင်းအထိနမ့်ခမ်းမြို့အရှိတောင်ဘက်2မိုင်ခန့်အကွာမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲပြင်းထန်တဲ့အတွက်အစိုးရတပ်မတော်ဘက်ကတိုက်ပွဲဝင်ရဟတ်ယာဉ်2စင်းနဲ့ကူပစ်ခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။နှစ်ဖက်ကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ကောင်းခါးရွာနဲ့နမ်ဟော်ရွာအတွင်းလက်နက်ကြီးကျည်ကျရောက်ပောက်ကွဲတဲ့အတွက်အသက်80ကျော်ဒေါ်ရလိုင်းခွန်ရအမ်သေဆုံးပြီးကျေးလက်ရွာသူအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နမ်ခမ်းမြို့ပြည်သူ့ဆေးရုံတာဝန်ကျဝန်ထမ်းတဦးကပြောပါတယ်။ချင်းပြည်နယ်ဖလမ်းမြို့နယ်ကျေးရွာတစ်ခုမှာနေတလုံးမီးလောင်မှုကြောင့်17နှစ်အောက်ကလေးငယ်3ဦးနဲ့အတူမိခင်2ဦးသေဆုံးသွားပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည7:00နာရီမှာဖလမ်းမြို့နဲ့15မိုင်လောက်ဝေးတဲ့ဆိုမွမ်ဆိုတဲ့ကျေးရွာမှာနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တာပါ။အိမ်အောက်ကမီးဖိုကနေတဆင့်စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမိခင်ဖြစ်သူကမီးခိုးမှုနေတဲ့ကလေး3ယောက်ကိုကယ်ဖို့ကြိုးစားရင်းအားလုံးသေဆုံးရတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာကွန်ပျူတာပထမနှစ်ကျောင်းသားကိုပစ်သတ်ခဲ့တယ်လို့စွပ်စွဲခံရတဲ့တပ်မတော်သားကိုစစ်ဆေးအရေးယူပြစ်ဒဏ်ပေးမှုမှာတရားမျှတမှုမရှိဘူးလို့ကျောင်းသားဖခင်ကပြောပါတယ်။ပြီးခဲ့တဲ့စနေနေ့ကကွန်ပျူတာကျောင်းသားမောင်ကွမ်ဆိုင်းအောင်ကိုအောက်မေ့တဲ့ဆုတောင်းပွဲအခမ်းအနားမှာပြောကြားခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ဇွန်လ20ရက်နေ့ကကွန်ပျူတာပထမနှစ်ကျောင်းသားမောင်ကွမ်ဆိုင်းအောင်ပစ်သတ်ခံရမှုကြောင့်ပစ်သတ်သူလို့စွပ်စွဲခံရတဲ့မြန်မာတပ်မတော်ထောက်ပို့တပ်သားမောင်မောင်ကိုမြစ်ကြီးနားအခြေစိုက်မြောက်ပိုင်းစစ်ဌာနချုပ်မပခစစ်ခုံရုံးကထောင်ဒဏ်2နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးတပ်မတော်ဘက်ကတေဆုံးသူကွမ်ဆိုင်းအောင်နဲ့အဖွဲ့ဟာလုံခြုံရေးတပ်မတော်သား2ဦးကိုဝိုင်းပြီးထိုးကျိတ်တနက်လုခဲ့တဲ့အတွက်မတော်တဆကြီးလွတ်သွားတာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မောင်ကွမ်ဆိုင်းအောင်တေဆုံးမှုဖြစ်ရမှန်ပေါ်ပေါက်ရေးကော်မတီကပြည်သူလူထုနဲ့ဆက်ဆိုင်တဲ့မှုခင်းတွေကိုအရက်ဖက်တရားရုံးမှသာလွတ်လပ်စွာစစ်ဆေးသင့်တယ်လို့ပြောပါတယ်။နေရပ်ပြန်ပို့ခံရတဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကြောက်စဲတောင်ကျေးရွာကစစ်ပေးဆောင်ဒုက္ခသည်မိသားစု40ကျော်ဟာစာဝင်နေရေးအခက်ခဲနဲ့ကြုံတွေ့နေရပါတယ်။2016ခုနှစ်မတ်လအတွင်းကရခိုင်တပ်မတော် AA နဲ့မြန်မာအစိုးရတပ်မတော်တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်ရွာသားတွေဟာနေရပ်စွန့်ခွာပြီးကြောက်တော်မြို့နယ်ငစရိုင်းကျေးရွာမှာခိုလုံခဲ့ကြတာဖြစ်ပါတယ်။သူတို့ကိုကြောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးကနေရပ်မပြန်ရင်အရေးယူမှာဖြစ်တယ်ဆိုတဲ့အတွက်ဧပြီလကစပြီးကိုယ့်အစီအစဉ်နဲ့ကိုနေရပ်ပြန်ခဲ့ကြရတာဖြစ်တယ်လို့စစ်ဘေးဒုက္ခသည်ဦးမောင်လသိန်းကပြောပါတယ်။စစ်ရှောင်သူတွေအတွက်အိုးအိမ်ပြန်လည်ပြုပြင်ပေးဖို့နဲ့စားတောက်ရေးတွေအတွက်တက်ဆိုင်ရာကတစုံတရာအကူအညီပေးမှုမရှိဘူးလို့သူတို့ကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့မှာမီတာခတိုးမြင့်ကောက်ခံမှုရှိလာတဲ့အတွက်မီးအားဖြန့်ဖြူးခွင့်ပေးထားတဲ့ကုမ္ပဏီကိုဒေသခံတွေကစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒေသခံ200ကျော်ဟာမေလ1ရက်နေ့မှာဆန္ဒပြခဲ့ကြတာပါ။မြဝတီမြို့လျှပ်စစ်မီးရရှိရေးအတွက်ထိုင်းနိုင်ငံလျှပ်စစ်မီးအားကိုဝယ်ယူပြီးယခင်ကတာဝန်ယူဖြန့်ဖြူးပေးတဲ့ NGL ကုမ္ပဏီနဲ့အစားထိုးတာဝန်ယူဖြန့်ဖြူးတဲ့ရွှေတောင်ရင်းကုမ္ပဏီတို့ကမီတာခကိုတယူနစ်ထိုင်းဘတ်ငွေ4ဘတ်ကနေ6ဘတ်အထိတိုးမြင့်ကောက်ခံလို့ဒေသခံတွေကနေအခုလိုဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ဆန္ဒထုတ်ဖော်တဲ့ဒေသခံတွေဟာဒေသအာဏာပိုင်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပြီးတစုံတရာပြန်လည်တုံ့ပြန်မှုမရှိရင်နောက်တစ်ကြိမ်ထပ်မံဆန္ဒထုတ်ဖော်မှာဖြစ်တယ်လို့လည်းဆန္ဒပြဦးဆောင်သူတွေကပြောပါတယ်။အခုသတင်းလွှာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာပါ။ကချင်ပြည်နယ်အတွင်းမှာမူရစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်မှုတွေဟာအလွန်ကြုံများပြားနေတဲ့အတွက်ကချင်ဘာသာရေးခေါင်းဆောင်တွေကချင်လူထုတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီးတော့မူရစ်ဆေးဝါးကိုတိုက်ဖျက်လာတာနှစ်နဲ့ချီရှိနေပေမဲ့မူရစ်ဆေးဝါးပပျောက်ခြင်းမရှိဘဲလူထုကိုအန္တရာယ်ပြုနေစေပဲဖြစ်ပါတယ်။ဘာကြောင့်အခုလိုဖြစ်နေပါသလဲဒီအကြောင်းကိုတော့အမီကနေစူးစီးထားပြီးတော့ဆိုင်းမွန်းကနေတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်အတွင်းမြို့တိုင်းရွာတိုင်းမှာမူရစ်ဆေးဝါးအထူးပေါများနေပြီးမူရစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ကိုထူကိုထလှုပ်ဆောင်နေရတယ်လို့ဝိုင်းမော်မြို့နယ်ကချင်လူထုအခြေပြုမူရစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှအတွင်းရေးမှူးဦးလွန်ခေါင်ကပြောပါတယ်။မိသားစုတိုင်းအိမ်ထောင်တိုင်းကျေးရွာတိုင်းရပ်ကွက်တိုင်းမြို့နယ်တိုင်းမှာဒီမူရစ်ဆေးဝါးစီးဝင်ပြန့်နှံ့မှုဟာအင်တာမကျေပြန့်တိုးပွားမှုနှုန်းအင်တာများနေတဲ့အတွက်ကြောင့်မလို့ဒီလူတိုင်းတရားကိုပါဝင်လှုပ်ဆောင်ခြင်းဖြစ်တယ်။ဒါကအကုန်လုံးမပါဘဲနဲ့အကုန်လုံးမပါဝင်ဘဲနဲ့နေအန်ဒီပို့ပြီးတော့ကြီးလာနေတယ်ဆိုတော့တွေ့လို့ဒီနေ့လူထုတရက်လုံးကဒီစီမံချက်လုပ်ငန်းကြီးမှာတသက်တာပါဝင်နေကြခြင်းဖြစ်တယ်။မူရစ်ဆေးဝါးကင်းစင်ဖို့ဘိန်းခင်းတွေကင်းစင်ဖို့အတွက်မြန်မာအစိုးရက15နှစ်စီမံကိန်းကနေ2019ခုနှစ်အထိ9နှစ်အတွက်ထပ်တိုးပြီးတိုက်ဖြတ်သွားဖို့ချမှတ်ထားပါတယ်။လက်တွေ့မှာကတော့မူရစ်ဆေးဝါးပေါများနေတာဟာနိုင်ငံတော်အစိုးရကိုယ်တိုင်လက်တွဲဖော်ဆောင်မှုအားနည်းနေတယ်လို့မြစ်ကြီးနားမြို့ကကချင်လူထုအခြေပြုမူရစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကအတွင်းရေးမှူးဦးတမ်ကွန်းကပြောပါတယ်။ဒီတို့လူထုမူရစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာဒီခက်ခဲနဲ့ဟန်တာဖြစ်စေတာကဒီအဓိကတော့ဒီနိုင်ငံတော်ရဲ့မူပေါ်စီချမှတ်ထားတဲ့အတိုင်းဒါအကောင့်ထဲပုံမှုအားနည်းချက်ကဒါတို့ဒီမူရစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာဒီဟန်တာဒီအခါတည်းအခက်ခဲတွေဖြစ်စေတယ်လို့အဲ့လိုခံစားပါတယ်ကချင်ပြည်နယ်တွင်မူရစ်ဆေးဝါးတွေဘိန်းခင်းတွေကင်းစင်ဖို့အောင်မြင်စွာတိုက်ဖြတ်နိုင်ဖို့အတွက်ကချင်လူထုစုပေါင်းဆွေးနွေးပြီးဧပြီလ25ရက်နေ့နေ့စဉ်နေ့တိုင်းကချင်လူထုမူရစ်ဆေးဝါးတိုက်ဖြတ်ရေးနေ့အဖြစ်သတ်မှတ်ထားပြီးမူရစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းကိုလှုပ်ဆောင်လာခဲ့ပါတယ်2013ခုနှစ်ကနေ2016ခုနှစ်အထိကချင်ပြည်နယ်အတွင်းဘိန်းစိုက်ဧက9000ကျော်ဖျက်ဆီးနိုင်ခဲ့ပြီး
ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားကာလတန်ဖိုးကျပ်သိန်းပေါင်း 6,000 ကျော်ကိုဖျက်ဆီးနိုင်ခဲ့သလိုမူးယစ်ဆေးစွဲသူဦးရေ 1,000 ကျော်ကိုလည်းဆေးဖြတ်ပေးနိုင်ခဲ့တယ်လို့ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ပက်ဂျာဆန်ကနေထုတ်ပြန်ထားပါတယ်။ ဆက်ပြီးတော့မွန်လူထုအားဆန့်ကျင်ကန့်ကွက်ထားတဲ့မော်လမြိုင်နဲ့ချောင်းစုံဘလူးကျွန်းကိုဆက်သွယ်ထားတဲ့တန်လွင်မြစ်ကူတံတားအမည်ကိုဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီးတော့ NLD အစိုးရကနေတံတားဖွင့်ပွဲကိုလာမယ့်အပတ်ထဲမှာကျင်းပမှာဖြစ်ပါတယ်။မွန်ဒေသခံတွေဆန့်ကျင်ကန့်ကွက်ထားတဲ့ကြားကအခုလိုတရားဝင်သတ်မှတ်ဖို့ပြင်ဆင်နေမှုဟာဘလို့ကြရဲရိုက်မှုတွေဖြစ်ပေါ်လာနိုင်မလဲဒီအကြောင်းကိုမိရင်စတိုင်းကစူးစီးထားပြီးတော့နမ်ဟုံကနေတင်ဆက်ပေးထားပါတယ်။တံတားဖွင့်ပွဲအခမ်းအနားကိုမေလ 9 ရက်နေ့မှာဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။တံတားဖွင့်လှစ်မဲ့အစီအစဉ်ကိုမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဆန်ကအခုလိုပြောပါတယ်။ 9 ရက်နေ့ဖွင့်မယ်။ဖွင့်ပွဲစီစဉ်ကတော့ကျွန်တော်တို့9 ရက်နေ့ပါ။9 ရက်နေ့ကျရင်ကျွန်တော်တို့ဆွေးနွေးမှုတာဆောက်လုပ်ရေးကြီးခိုင်တာနဲ့အားလုံးကကျေးဇူးတင်ပါတယ်။ဒါပါ။အဲ့ဒါပြီးတော့ကျွန်တော်တို့ကတရားပြလိုက်ဖို့ပဲဒါမှပြလိုက်တံတားပေါ်ကိုဧပြီလ 29 ရက်နေ့ကယာယီဖြတ်တန်းခွင့်ပြုထားပေမဲ့မေလ 9 ရက်နေ့ကျရင်ယာယီပြန်ပိတ်မှာဖြစ်ပါတယ်။9 ရက်နေ့ဖွင့်ပွဲပြီးရင်တော့တံတားကို24 နာရီပြန်လည်ဖြတ်တန်းသွားလာခွင့်ပေးမယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်။ဒီတန်လွင်မြစ်ကူးတံတားကိုဦးသိန်းစိန်အစိုးရလက်ထက်ကတန်လွင်တံတားချောင်းဆုံအမည်နဲ့စီမံကိန်းစခဲ့ပေမဲ့စီမံကိန်းပြီးခါနီးလက်ရှိ NLD အစိုးရလက်ထက်မှာတော့တံတားအမည်ကိုဗိုလ်ချုပ်အောင်ဆန်းတံတားအမည်အဖြစ်ပြည်သူ့လွှတ်တော်ကနေပြောင်းလဲအတည်ပြုခဲ့ပါတယ်။တန်လွင်တံတားချောင်းဆုံဆိုင်ရာလူထုလှုပ်ရှားမှုကော်မတီကဦးဆောင်သူမင်းအောင်မွန်ကဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့အမည်ကိုလက်မခံတဲ့အကြောင်းနိုင်ငံတော်သမ္မတထံတင်ပြသွားဖို့ရှိတယ်လို့ပြောပါတယ်။ဒီကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ကဘောမချဘူးကောက်ွက်တယ်ဆိုတော့စဉ်းစားကြည့်ကြအောင်အဲ့တော့ဒါကြတော့ဒီစံရုံးမကကြီးဆိုတဲ့အဲ့ဒီပုံကိုကျွန်တော်တို့ကလောက်တာရှိတယ်ကျွန်တော်တို့ကတော့ဒီလိုမျိုးရှိတယ်ကျွန်တော်တို့ကဒီလိုမျိုးပတ်ပတ်တော့ကျွန်တော်တို့ကတိုင်းတိုင်းရောက်ကြည့်လို့ချက်တော့အဲ့ဒါလည်းစစ်ချက်တာအဲ့ဒီတန်လွင်မြစ်ဖြတ်ကူးတဲ့မော်လမြိုင်ဘလူးကျွန်းတံတားကိုဗိုလ်ချုပ်အောင်ဆန်းတံတားဘလူးကျွန်းအမည်နဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရကဧပြီလ 26 ရက်နေ့ညနေပိုင်းမှာဆိုင်းပုတ်တင်ခဲ့ပါတယ်။အဲ့ဒီကိစ္စကန့်ကွက်ကြောင်းလူထုတသိန်းကျော်လက်မှတ်ရေးထိုးပြီးနိုင်ငံတော်သမ္မတနဲ့တိုင်းရင်းသားရေးရာဝန်ကြီးထံမေလ 2 ရက်နေ့ကတောင်းဆိုတင်ပြထားပါတယ်။အရှည်ပေ 9,200 ကျော်ရှိတဲ့အဲ့ဒီတံတားကိုကျပ်ငွေသိန်းပေါင်း 6,000 နီးပါးနဲ့ဦးသိန်းစိန်အစိုးရခေတ်ကစတင်တည်ဆောက်လာခဲ့တာပါ။ဒေသခံလူထုအတွက်အကျိုးများပေမဲ့တံတားအမည်ကိုတော့လူထုကလက်မခံပါဘူး။အခုဆက်ပြီးသတင်းချင်းချုပ်ကိုနားဆင်ကြရမှာပါရှင်။ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းမှာတအန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့အစိုးရတပ်မတော်တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ဒေသခံအမျိုးသမီးတဦးသေဆုံးပြီး3 ဦးဒဏ်ရာရရှိခဲ့ပါတယ်။ချင်းပြည်နယ်ဖလမ်းမြို့နယ်အတွင်းကျေးရွာတစ်ခုမှာနေအိမ်တစ်လုံးမီးလောင်မှုကြောင့်17 နှစ်အရွယ်ကလေးငယ်3 ယောက်နဲ့မိခင်1 ယောက်သေဆုံးသွားပါတယ်။နေရပ်ပြန်ပို့ခံရတဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကျောက်ဆည်တောင်ကျေးရွာကစစ်ဘေးရှောင်ဒုက္ခသည်မိသားစု40 ကျော်ဟာစားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။တော်ရရှင်တွေအခုနားဆင်ကြကြတာကတော့ BNN ဝိုင်းတော်သားတွေကနေအပတ်စဉ်တင်ဆက်သွားမယ့်တိုင်းရင်းသတင်းလွှာပဲဖြစ်ပါတယ်။နောက်သတင်းပတ်အစီအစဉ်မှာပြန်ဆုံတွေ့ရအောင်ပါရှင်။ကျွန်မကအန်ကတိုင်းရင်းသတင်းလွှာအစီအစဉ်ကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်။တောက်ကြနေနေနဲ့ခင် VOA မြန်မာပိုင်းအစီအစဉ်ကိုဝါရှင်တန် DC ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ရှင်။အမေရိကန်ဆိုရရဲ့သဘောထားအမြင်အာဘော်ကိုတင်ပြပါတော့မယ်ရှင်။အရှေ့အာရှနဲ့ပစိဖိတ်ဒေသတွင်းကမဟာမိတ်နိုင်ငံတွေကိုတွားရောက်လည်ပတ်တဲ့ခရီးစဉ်အတွင်းအမေရိကန်ဒုသမ္မတ Mike Pence ဟာဧပြီလလယ်ပိုင်းတုန်းကအင်ဒိုနီးရှားနိုင်ငံကိုလည်းတွားရောက်ခဲ့ပါတယ်။သူအင်ဒိုနီးရှားနိုင်ငံကိုအခုလိုလာရောက်လည်ပတ်ခြင်းဟာနှစ်နိုင်ငံအကြားကမဟာဗျူဟာမြောက်ဆက်ဆံရေးကိုအမေရိကန်ပြည်ထောင်စုအနေနဲ့အလေးပေးတန်ဖိုးထားတယ်ဆိုတာကိုပြသခြင်းဖြစ်ကြောင်းအင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းဒုသမ္မတ Mike Pence ကပြောကြားပါတယ်။ကမ္ဘာပေါ်ကဒုတိယနဲ့တတိယအကြီးဆုံးဒီမိုကရေစီနိုင်ငံတွေဖြစ်ကြတဲ့ဒီနှစ်နိုင်ငံအကြားလွတ်လပ်မှု၊တရားမျှတမှု၊လူ့အခွင့်အရေးနဲ့မတူကွဲပြားတဲ့ဘာသာတရားတွေအပေါ်တန်ဖိုးထားမှုစတဲ့တူညီမှုတွေရှိကြောင်းဒုသမ္မတ Mike Pence ကပြောပါတယ်။လူသားတိုင်းရဲ့မွေးရာပါအခွင့်အရေးတွေဖြစ်တဲ့
ဒီစံတန်ဖိုးတွေမြင့်တင်ရေးနဲ့ကာကွယ်ပေးရေးတို့အတွက်အင်ဒိုနီးရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်အမေရိကန်ပြည်ထောင်စုကဝမ်းမြောက်ဂုဏ်ယူပါကြောင်းဒုသမ္မတ Mike Pence ကပြောပါတယ်။အမေရိကန်ပြည်ထောင်စုဟာအင်ဒိုနီးရှားနိုင်ငံရဲ့သက်တမ်းအရင့်ဆုံးစစ်ရေးမဟာမိတ်ဖြစ်တာနဲ့အညီဒီပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်လုပ်ဆောင်သွားဖို့သန္နိဋ္ဌာန်ချထားကြောင်းလည်းဒုသမ္မတ Mike Pence ကပြောပါတယ်။အားကောင်းတဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေကြောင့်နှစ်နိုင်ငံစလုံးအတွက်အရေးကြီးတဲ့ခြိမ်းခြောက်မှုဖြစ်တဲ့အကြမ်းဖက်ဝါဒပြန့်ပွားဖြစ်ပေါ်လာနေတာအပါအဝင်နှစ်နိုင်ငံအကြားရင်ဆိုင်နေရတဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်အများအပြားရင်ဆိုင်ဖြေရှင်းရေးကိုအထောက်အကူဖြစ်စေမယ်လို့လည်းဒုသမ္မတ Mike Pence ကပြောပါတယ်။တချိန်တည်းမှာလည်းတောင်တရုတ်ပင်လယ်ပြင်အတွင်းနဲ့အာရှပစိဖိတ်ဒေသအတွင်းမှာလွတ်လပ်စွာရေကြောင်းနဲ့လေကြောင်းသွားလာမှုဆိုင်ရာအခြေခံအခွင့်အရေးတွေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်သလိုတရားဝင်ကုန်စည်စီးဆင်းမှုအတားအဆီးမရှိကူးသန်းသွားလာနိုင်ရေးအပြင်ဒေသတွင်းနဲ့တကမ္ဘာလုံးကစိုးရိမ်ဖွယ်ရာကိစ္စရပ်တွေကိုလည်းသံတမန်ရေးနည်းလမ်းအရငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဒုသမ္မတ Mike Pence ကပြောပါတယ်။ဒါပေမဲ့အဲဒီလိုပြောလိုက်တဲ့အတွက်တဦးနဲ့တဦးအကြားဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်လုပ်လို့မရတော့ဘူးလို့ဆိုလိုခြင်းမဟုတ်ကြောင်းဒုသမ္မတ Mike Pence ကပြောကြားလိုက်ပြီးအမေရိကန်ပြည်ထောင်စုအနေနဲ့လွတ်လပ်ပြီးတရားမျှတတဲ့ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုရှိအောင်တည်ဆောက်သွားမှာဖြစ်ကြောင်းပြောပါတယ်။ဒါကြောင့်လည်းအင်ဒိုနီးရှားကအမေရိကန်ကိုကုန်စည်တင်ပို့ပေးနေသူတွေနှစ်ပေါင်းများစွာအကျိုးခံစားခွင့်ရှိခဲ့ကြသလိုပဲအင်ဒိုနီးရှားဈေးကွက်ထဲကိုအမေရိကန်စီးပွားရေးလုပ်ငန်းတွေအပြည့်အဝဝင်ရောက်နိုင်ရေးအတွက်ကုန်သွယ်ရေးမှာသာတူညီမျှရှိသင့်ပါတယ်။နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ့်ဆက်ဆံရေးကိုအမေရိကန်ပြည်ထောင်စုကလိုလားပါတယ်။အင်ဒိုနီးရှားနဲ့အမေရိကန်အကြားကချစ်ကြည်ရင်းနှီးမှု၊ကုန်သွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေအတွက်အမေရိကန်ပြည်ထောင်စုကသန္နိဋ္ဌာန်ချထားကြောင်းထပ်လောင်းပြောကြားခွင့်ရတဲ့အတွက်သူ့အနေနဲ့ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ကျွန်ုပ်တို့ရဲ့မဟာမိတ်အဖြစ်ပူးပေါင်းဆောင်ရွက်မှုကတဆင့်အင်ဒိုနီးရှားနဲ့အမေရိကန်ပြည်ထောင်စုအတွက်သာမကဘဲအရှေ့တောင်အာရှနဲ့ကမ္ဘာကြီးတခုလုံးအတွက်ငြိမ်းချမ်းရေး၊တည်ငြိမ်မှုနဲ့ကြီးပွားချမ်းသာရေးတို့အတွက်လုပ်ဆောင်ပေးနိုင်မှာဖြစ်ကြောင်းအမေရိကန်ဒုသမ္မတ Mike Pence ကပြောကြားခဲ့ပါတယ်ခင်ဗျာ။အမေရိကန်အစိုးရရဲ့သဘောထားအမြင်အာဘော်ကိုတင်ပြလို့ပြီးပါပြီ။အခုနားဆင်ကြရတာကတော့အမေရိကန်အစိုးရရဲ့သဘောထားအမြင်သာဖြစ်ပြီး VOA ရဲ့အာဘော်မဟုတ်ကြောင်းထပ်မံအသိပေးပါရစေရှင်။ VOA မြန်မာပိုင်းအစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။အခုတော့သတင်းအကျဉ်းချုပ်ကိုနားဆင်ဖို့အချိန်ရောက်ပြီဆိုတော့ဒေါ်ခင်မျိုးသက်ကပြောပြမှာပါ။အမေရိကန်နဲ့အာဆီယံနိုင်ငံတွေကြားမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုခိုင်မာရေးနဲ့အမေရိကန်အာဆီယံဆက်ဆံရေးနှစ် 40 ပြည့်အထိမ်းအမှတ်အဖြစ်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကိုခေါ်ယူပြီးအထူးအစည်းအဝေးတရပ်ကိုလက်ခံကျင်းပခဲ့ပါတယ်။အာရှပစိဖိတ်ဒေသဟာ Trump အစိုးရအတွက်ထိပ်တန်းဦးစားပေးတရပ်ဖြစ်ပြီးအာဆီယံဟာမရှိမဖြစ်မိတ်ဖက်ဖြစ်တယ်လို့ဝန်ကြီး Tillerson ကပြောကြားခဲ့သလိုအာဆီယံဒေသတွင်းစုစည်းရေးအပါအဝင်အာဆီယံလူမှုအသိုင်းအဝိုင်းတည်ဆောက်ရေးမှာအမေရိကန်ကဆက်လက်ကူညီဆောင်ရွက်မှုကိုလည်းအာဆီယံဝန်ကြီးတွေကကြိုဆိုခဲ့ကြပါတယ်။အစ္စလာမ်ဘာသာဟာအစ္စလာမ်အစွန်းရောက်မှုရဲ့ဇစ်မြစ်အဖြစ်အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကမမြင်ဘူးလို့Mr. Ryan နဲ့တွေ့ဆုံခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောကြားလိုက်ပါတယ်။အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးမှာအင်ဒိုနီးရှားနိုင်ငံဟာမတူကွဲပြားသူတွေယှဉ်တွဲနေထိုင်ကြတဲ့ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံတခုဖြစ်တယ်ဆိုတာကိုအမေရိကန်ကနားလည်ကြောင်းလည်းပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတ Donald Trump ကအခွန်ကင်းလွတ်ခွင့်ရနေတဲ့ခရစ်ယာန်ဘုရားကျောင်းတွေကိုနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခွင့်မပြုတဲ့သူ့အစိုးရအဖွဲ့ရဲ့တင်းကျပ်တဲ့စည်းမျဉ်းကိုဖြေလျှော့ပေးခဲ့ပါတယ်။အရင်သမ္မတ Barack Obama လက်ထက်ကပြဌာန်းခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုဥပဒေမှာအစားထိုးပြဌာန်းမယ့်ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာကပ်ပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ဒုတိယအကြိမ်ကြိုးစားပြီးခက်ခက်ခဲခဲအတည်ပြုနိုင်တဲ့အပေါ်မှာသမ္မတ Donald Trump နဲ့အောက်လွှတ်တော် Republican အမတ်တွေကအနိုင်ရမှုဖြစ်ကြောင်းပြောကြားနေကြပါတယ်။ကျေးဇူးပါရှင်။သတင်းအကျဉ်းချုပ်ကိုဒေါက်ခင်မျိုးသက်ကပြောပြသွားတာပါ။ဒီကနေ့မနက်အစီအစဉ်ထုတ်လုပ်ရေးမှူးကတော့မစုမြတ်မွန်ဖြစ်ပါတယ်။အင်ဂျင်နီယာကတော့ Kelvin Fowler ပါရှင်။တောက်ကြနေနဲ့ခင် VOA မြန်မာပိုင်းအစီအစဉ်ကိုနားဆင်ခဲ့ကြတဲ့ကမ္ဘာတလွှားကသောရရှင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေ။ကျမအင်ဂျင်နိုင်ပါ။
This program has come to you from the Voice of America, Washington.